ကျွန်တော်နဲ့ကြံရိုးကငငယ်လေးကလေးကအတူတူဆော့လာကြတဲ့ငယ်ပေါင်းကြီးဖော်တွေပါကျွန်တော်တို့အိမ်နှလုံးကလမ်းကြားလေးတစ်ခုပဲချပြီးသူ့အိမ်ကကျွန်တော်အိမ်ရဲ့မျက်နှာချင်းဆိုင်မှာပဲရှိတာလေမှတ်မှတ်ရရကျွန်တော်မူကြိုတက်တုံးကဆိုရင်ကြံရိုးကကျွန်တော်နောက်ကိုနေတိုင်းတစ်ခေါက်ကောက်လိုက်တတ်ပါတယ်သူလေးကတေးသေးကွေးကွေးလေးနဲ့အရန်ကိုချစ်စရာကောင်းပြီးကြွေရုပ်လေးတရုပ်လိုပဲလှပလုံးပါတယ်မေကလည်းညီမလေးကိုတေချာကာကွယ်ပေးရမယ်เจ้าမှာသူ့ကိုအနိုင်ကျင့်တာတွေအပေခံရတာတွေမဖြစ်စေရဘူးလို့အမြဲတမ်းမှတက်တော့ကျွန်တော်ကလည်းအဲ့ဒီစကားတွေကိုရင်ထဲမှာတစ်ခုချင်းတေချာမှတ်ထားခဲ့တာပေါ့ဘာပဲဖြစ်ဖြစ်အကိုတယောက်အနေနဲ့ညီမလေးကိုကာကွယ်ပေးရတာကတဘာဝပဲလေလင်းချမ်းလူပြင်းကြီးမြန်မြန်ထတော့လေဘယ်ချိန်ရှိနေပြီလဲအိတ်နေတော့မဲလားကျဲလောင်လုံးနဲ့တကားထုတန်ကြောင့်မျက်နှာတစ်နေတဲ့ကျွန်တော်တောင်ပါဆက်ထဲခဲ့တွေကိုမျိုးချမိမလို့ဖြစ်သွားတယ်မျက်နှာတစ်ပြီးတာနဲ့ကျွန်တော်လည်းနင်းနေတော့ထွက်ထွက်နဲ့တကားကိုဖွင့်လိုက်တဲ့အခါမှာတော့တကားပေါက်ရှိမှာကျောင်းဝတ်စုံဝတ်ထားတဲ့ကောင်မလေးတယောက်ရက်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီကောင်မလေးကအရက်ရှိရှိနဲ့ကျောင်းဝတ်စုံကတော့သူ့ရဲ့လာပါတဲ့ကိုလုံးလေးကိုဖုံးကွယ်မထားနိုင်ပါဘူးစံပင်ကိုမြင်းမိပုံစံအမြင့်ကြီးစီးထားပြီးမျက်နှာလေးကတွယ်လားလာပါကအသားရည်ကဖြူဖွေးနေပါတယ်အထူးသဖြင့်တမင်လေးလိုမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကျွန်တော်ကိုမျက်ရည်ဝဲပြီးကြည့်နေတာပါကျွန်တော်ကတော့သူ့ကိုအလိုလိုက်မှာမဟုတ်ပါဘူးကိုယ်တိုင်ငငယ်ကလေးကထိန်းချောင်းလာတာပဲလေဒါနဲ့ကျွန်တော်လည်းဒေါသထွက်ချင်အောင်ဆောင်ပြီးကြမ်းရှောင်ယုံမနဲ့စောစောစီးစီးပါလို့အဲ့ဒီလောက်ထုနေရတာလေသူများတွေအနောက်ရှက်ဖြစ်တယ်ဆိုတာနားမလည်ဘူးလားမယုံဘူးလားနင့်ကိုရိုက်လိုက်ရမလားလို့အတန်ကျဲကျဲနဲ့ပြောလိုက်တယ်ပြောလဲပြောသူ့ရဲ့ခေါင်းလုံးလုံးလေးကိုခောက်တော့မလို့မျိုးလက်ကိုပါမြောက်ပြလိုက်သေးတာပေါ့ကြံရိုရဲ့တမင်မျက်လုံးလေးတွေမှာချက်ချင်းပဲမျက်ရည်တွေဝဲလာပြီးပါးဆက်လေးကိုစူကာလက်နှစ်ဖက်ကိုရင်ဘက်မှာပိုက်ပြီးဘေးကိုလှည့်သွားတယ်ထောက်ဒီပုံစံကငိုတော့မဲ့ပုံပဲသူကဒီလိုလဲကွက်လေးတွေနဲ့ကျွန်တော်ကိုအမြဲတမ်းအနိုင်ကျင့်တတ်ပေမဲ့ကျွန်တော်ကလည်းစိတ်ထားပြောတတ်တာကိုငငယ်ကလေးကသူ့ကိုပဲအလိုလိုက်လာတာစားစရာဆော့စရာရှိရင်လည်းသူ့ကိုပဲဦးစားပေးခဲ့တာပါအများစုကတော့သူ့ဘာသာလူယူသွားတာများပေမဲ့ပေါ့လေကျွန်တော်သူ့အကြောင်းကိုသိတယ်လို့သူလည်းကျွန်တော်အကြောင်းကိုသိပါတယ်အခုလိုငိုတော့မလို့လောက်ပြနေတာကတကယ်တော့ဟန်ဆောင်နေမှန်းသိပေမဲ့ကျွန်တော်ကတော့တနာသွားပြန်တာပဲကျွန်တော်လည်းမတက်နိုင်ပဲတပြင်းတိုးတိုးလေးချလိုက်ပြီးမြောက်ထားတဲ့လက်ကိုသူ့ခေါင်းလေးပေါ်တင်ကညင်ညင်တာတာလေးပုတ်တက်ပေးလိုက်တယ်အဲ့ဒီတော့မှသူ့ရဲ့မျက်နှာလေးမှာကျေနပ်သွားတဲ့အမူအရာလေးချက်ချင်းပေါ်လာတော့တယ်လင်းချမ်းငါအောက်ထက်ကဆိုင်ကဖတ်ထုတ်ကြော်စားခြင်းနဲ့လို့ကြံရိုးကမျက်လုံးဝိုင်းကြီးတွေနဲ့ကျွန်တော်ကိုကြည့်ပြီးချွဲနွဲ့နွဲ့တန်လေးနဲ့ပြောလာတယ်သူ့မျက်လုံးထဲမှာခုနကဝမ်းနေနေရဲ့အရေးရောင်လေးတောင်မရှိတော့ပါဘူးအေးပါနင်စားချင်တာအကုန်ဝယ်ကျွေးပါမယ်နင်ကငါညီမလေးဖြစ်နေလို့ပေါ့ကျွန်တော်လည်းသူ့ပါမို့မို့လေးကိုဆွဲရစ်လိုက်တော့ဖြူဖွေးနေတဲ့အသားရည်လေးပေါ်မှာပန်းသွေးရောင်လေးချက်ချင်းတန်းသွားတယ်ကျွန်တော်ဆွဲရစ်လိုက်လို့หนีသွားတာလေဝါအကြီးကြီးပဲအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါကြံရိုရဲ့မျက်လုံးတွေကချက်ချင်းအယောင်လက်သွားပြီးဆွဲဆောင်မှုရှိတဲ့ပါးဆက်လေးကိုဟာကကျွန်တော်ရဲ့ဘိုက်ကြွက်သားတွေကိုကြည်ရင်တရွေးမျိုးချနေတော့တယ်အဲ့ဒီတော့မှကျွန်တော်အင်ဂျီမဝတ်ထားပဲတကူလုံးမှာဘောင်းဘီလိုတစ်ထည်ပဲဝတ်ထားမိမှန်တတိထားမိသွားတယ်ကျွန်တော်လည်းကမန်းကရန်ကြံရိုကိုအိမ်ထဲဆွဲသွင်းပြီးတကားပိတ်လိုက်တယ်သူ့ကိုဆိုဖာပေါ်မှာထိုင်ခိုင်းပြီးတာနဲ့အခန်းထဲကိုမြင်ပြေးဝင်ပြီးကျောင်းဝတ်စုံကိုလဲလိုက်ရတယ်ကျွန်တော်အခန်းထဲဝင်သွားတဲ့အချိန်လေးမှာပဲဆိုဖာပေါ်ကကြံရိုတယောက်ပါးဆက်ထောင်းကတနွေးတွေကိုတုတ်လိုက်တာကိုတော့ကျွန်တော်မမြင်လိုက်မိဘူးမနက်ခင်းနေရောင်ကြီးလေးကလမ်းမပေါ်ကိုဖျားကျနေပြီးနှွေးထွေးရဲ့ခံစားမှုကိုပေးစွမ်းနေပါတယ်ကျောင်းသွားတဲ့လမ်းမှာကြံရိုနဲ့ကျွန်တော်ကပခုံးချင်းရှင်ပြီးရှောက်လာခဲ့ကြတယ်သူ့လက်ထဲမှာတော့ဖတ်ထုတ်ကြော်တစ်ထုပ်ကိုကင်ထားပြီးသူကိုယ်တိုင်တလုံးစားလိုက်ကျွန်တော်ကိုတလုံးခွင့်ကျွေးလိုက်နေပေါ့လမ်းမှာတခြားကျောင်းသားတွေအတန်းဖော်တွေတောင်ရှိနေရင်မဲ့သူတို့အားလုံးကလည်းဒါကိုရိုးရီနေကြပါပြီဘာလို့လဲဆိုတော့ကျွန်တော်တို့ကအကိုနဲ့ညီမဆိုတာအထက်တန်းပထမနှစ်ကလေးကတည်င်းမွေးနေတာကိုမှတ်မှတ်ရရအထက်တန်းပထမနှစ်တုန်းကကောင်လေးတွေအများကြီးကကြံရိုကိုရေးစားစာပေးပြီးဖွင့်ပြောခဲ့ကြတယ်ကြံရိုကလည်းမျက်ရည်ဝဲနေရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့အဲ့ဒီကောင်လေးတွေပေးထားတဲ့ရေးစားစာတွေကိုကျွန်တော်ကိုလာပြရှာတယ်ပြီးတော့ပါဆက်လေးစုကလင်းချမ်းသူတို့တွေကငါ့ကိုအနိုင်ကျင့်ပြီးရေးစားစာတွေလာပေးနေကြတယ်ငါစာလောက်တာကိုအနောက်ရှက်ဖြစ်တယ်လို့ပြောသေးတာအဲ့ဒါကိုကြားတော့ကျွန်တော်အရန်တော်သက်ထွက်သွားတယ်ထောက်ကိုညီမလေးကိုကိုယ်တိုင်တော်မဆွဲရမနေရက်တာကိုဒီကောင်တွေကသူ့ကိုငိုအောင်ထိလာနိုင်ကျင့်ရသလားပေါ့အဲ့ဒီတော့ကျွန်တော်ချက်ချင်းအကြံတစ်ခုရလိုက်တယ်ဆီယာမကိုသွားမတိုင်တော့ပဲအချိန်တစ်ဝက်လောက်ယူပြီးသူတို့စီကိုရေးစားစာပြန်ရေးပေးလိုက်တယ်ပြီးတော့သတ်မှတ်ထားတဲ့နေရာတစ်ခုမှာလာတွေ့ဖို့ပါချင်းလိုက်သေးတယ်ထင်တဲ့အတိုင်းပဲသူတို့အားလုံးရောက်လာကြတယ်ကျောင်းစင်းချိန်မှာအထက်တန်းပထမနှစ်ကကောင်လေး9ယောက်ကျောင်းဘေးကလမ်းကြားလေးထဲမှာစုမိနေကြတာပေါ့ဒီနေရာကိုဘာလို့ရေးရတယ်လဲဆိုတော့အဲ့ဒီနေရာမှာ CCTV ကင်မရာမရှိလို့ပဲလေသူတို့9ယောက်အတူတူဆုံပြီးကြောင်တောင်ဖြစ်နေကြတဲ့အချိန်မှာပဲကျွန်တော်ကသူတို့ဘေးနားကနေဝင်သွားလိုက်ပါတော့တယ်နောက်ကနေကြံရိုကကပ်ပါလာတယ်ကျွန်တော်နီးလန်းကလည်းရှင်းရှင်းလေးပါပဲအဲ့ဒီ9ယောက်စလုံးကိုကျွန်တော်တန်းပြီးထိုးချိတ်ပြစ်လိုက်တယ်ပြီးတော့သူတို့ကိုတတိပေးလိုက်သေးတယ်နောက်တစ်ခါကြံရိုကိုရေးစားစာပေးရဲပေးကြည့်တွေ့ရတဲ့နေရာမှာထပ်ထိုးမယ်လို့ပေါ့သူတို့9ယောက်လည်းအဆက်မပြတ်တောင်းပန်ကြတော့တာပေါ့ဟဲ့ရဲရတယ်ငငယ်ကလေးကအဖေကကျွန်တော်ကိုကိုလက်လှူရှားလေးကျင်ကန်းတွေလောက်ခိုင်းခဲ့တာလေအထက်တန်းပထမနှစ်ပဲရှိသေးရဲ့မဲ့ရွယ်တူတွေနဲ့ရှင်လိုက်ရင်ကျွန်တော်ကအရက်လဲပိုရှိပြီးကိုလုံးကိုပေါက်လဲပိုးတောင်းတင်းတယ်လို့ပြောလို့ရတယ်ဒီလိုပိန်ညောင်နေတဲ့ကောင်တွေကိုကင်တွယ်ရတာကျွန်တော်အတွက်တော့အပြော့လေးပါပဲအဲ့ဒီတုန်းကကြံရိုကကျွန်တော်လက်မောင်းကိုဖတ်ထားပြီးခေါင်းမော့ကကျွန်တော်ကိုကြည့်နေခဲ့တယ်သူ့မျက်လုံးထဲမှာကျွန်တော်နားမလည်နိုင်တဲ့ခံစားချက်တချို့ရောရှက်နေခဲ့တယ်ဒါပေမဲ့ကျွန်တော်ကတိတ်ကယူမဆိုင်ခဲ့ပါဘူးညီမလေးကသူ့ကိုအထင်ကြီးအားကျနေတာလို့ပဲထင်ခဲ့တာလေဒါပေမဲ့ကျွန်တော်လုံးဝထင်မထားတာကအဲ့ဒီ9ယောက်ကဆရာကိုကျွန်တော်နဲ့ကြံရိုရေးစားတွေဖြစ်နေကြပြီလို့သွားတိုင်ကြတာပဲထောက်ကျွန်တော်ဒေါသထွက်လုံးလို့သွားတွေတောင်ကြိတ်မိတယ်အရင်တစ်ခေါက်ကနည်းနည်းထိုးလိုက်ရတာနောင်တရတယ်ကျွန်တော်နဲ့ကြံရိုဆရာရုံးခန်းကိုရောက်သွားတဲ့အခါအဲ့ဒီကျောင်းသား9ယောက်ကကျွန်တော်ကိုအနိုင်ရသွားတဲ့မျက်နှာပေးမျိုးနဲ့ကြည့်နေကြတယ်ကျွန်တော်ကိုအသေးချာနိုင်ပြီဆိုတဲ့ပုံစံမျိုးနဲ့ပေါ့အတန်းထဲကကောလာဟလတချို့ကြောင့်လဲပါတာပေါ့အတန်းပိုင်ဆရာလောင်ကောင်းကကျွန်တော်နဲ့ကြံရိုရဲ့မိဘတွေကိုတန်းခေါ်လိုက်ပါတော့တယ်အဲ့ဒီတုန်းကမိဘတွေခေါ်မယ်ဆိုတာကြားတော့ကြံယုံငိုတော့မယ်လို့ကျွန်တော်ထင်နေခဲ့တာဒါပေမဲ့သူကဘာမှမဖြစ်တဲ့ပုံစံလေးလုပ်နေတယ်နေမကြောက်ဘူးလားလို့ကျွန်တော်မေးလိုက်တော့သူကကျွန်တော်လက်မောင်းကိုဖတ်ထားရင်ငါမကြောက်ပါဘူးအစကတည်းကသူတို့မားတာလေပြီးတော့ငါရိုက်ခံရမယ်ဆိုရင်တော့လင်ချန်နင်းကငါ့ကိုတေချာပေါက်ကာကွယ်ပေးမှာပဲဟာလို့ပြန်ဖြစ်ရဲ့အဲလေသူပြောတာလဲဟုတ်နေတာပဲလေကျွန်တော်သူ့ရဲ့ခေါင်းလုံးလေးကိုပုတ်တက်ပေးလိုက်တယ်ကိုယ်တိုင်အလိုလိုက်ထားတဲ့ညီမလေးပီတာပါပေးတယ်ရောက်လာကြတာကကျွန်တော်ဖေနဲ့ကြံရိုရဲ့အဖေပါ
သူတို့နှစ်ယောက်ကလည်းငယ်ငယ်ကလေးကသွေးတောက်ညီအကိုတွေလိုပေါင်းလာခဲ့ကြတဲ့ငယ်ပေါင်းကြီးဖော်တွေလေသွေးသားရင်းညီအကိုတွေမဟုတ်ကြပေမဲ့အရင်တွေထက်တောင်ပိုချစ်ကြသေးတာသူတို့ကကျွန်တော်တို့ကိစ္စကိုကြားပြီးတာနဲ့ဟဟပက်ပက်ရဲကြပါတော့တယ်ကျွန်တော်ဖေကကျွန်တော်ခေါင်းကိုပုတ်တက်ရင်ချလိုက်တာကောင်းတယ်ကိုအရွယ်လေးနဲ့မှမလိုက်စာစူးစမ်းဖို့မတွေးပဲရေးစားထားဖို့လောက်ပဲတွေးနေကြတာလို့ပြောတယ်ကြံယိုရဲ့အဖေကလည်းကျွန်တော်နဲ့ကြံယိုကိုနူးနူးညံ့ညံ့ကြည့်နေတယ်အဲ့ဒီအကြည့်ကိုကျွန်တော်နားမလည်ခဲ့ဘူးတားရင်တယောက်ကိုကြည့်နေရဲ့အကြည့်မျိုးနဲ့ပါနောက်ဆုံးတော့ကျွန်တော်တို့အဖေနှစ်ယောက်အတန်းပိုင်ဆရာလောင်ကောင်းကိုဘာတွေသွားပြောလိုက်လဲမသိပါဘူးကျွန်တော်တို့ကတော့ဘာမှမဖြစ်ခဲ့ဘူးအဲ့ဒီចောင်းသား9ယောက်ကတော့စာလုံးရေ9000ပါတဲ့ဝန်ခံကတိစာရေးရတဲ့ပြစ်ဒဏ်ခံလိုက်ရတယ်ပြီးတော့တနင်္လာနေ့ကျောင်းလန်တင်ခန်းနာစင်မြင့်ပေါ်မှာဖတ်ပြရသေးတယ်အဲ့ဒီနောက်ပိုင်းကစပြီးဆရာလောင်ကောင်းလဲကျွန်တော်နဲ့ကြံယိုကိုဘာမှမပြောတော့ပါဘူးဒါပေမဲ့သူကကျွန်တော်တို့ကိုမင်းတို့ကအရွယ်မရောက်သေးဘူးခက်ခွာခွာလေးတော့နေကြတော့နားလဲတယ်မလားလို့တော့ပြောသေးတယ်ကြံယိုကကျွန်တော်ကိုနူးညံ့တဲ့အကြည့်တွေနဲ့ကြည့်ပြီးဘာတွေသဘောကျနေမှန်းကိုမသိပါဘူးအဲ့ဒီနောက်တော့ကျွန်တော်နဲ့ကြံယိုရဲ့အကြောင်းကတကြောင်းလုံးကိုပြန့်သွားပါတော့တယ်တချို့ဆိုကျွန်တော်တို့နှစ်ယောက်ကငယ်သူငယ်ချင်းစစ်ဆက်ထားတဲ့သူတွေလို့တောင်ကောလာဟလတွေထွက်လာတယ်ကျွန်တော်လည်းချက်ချင်းပဲရှင်းပြရတာပေါ့ကျွန်တော်တို့ကမောင်နှမတွေပါဆိုပြီးတော့ပေါ့ဒါပေမဲ့ဘသူကမှမယုံကြဘူးကြံယိုကတော့အဲ့ဒါကိုဂယုမဆိုင်တဲ့ပုံပဲဒါပေမဲ့ကျွန်တော်တို့စိတ်သက်သာရစေတာကအဲ့ဒီအချိန်ကစပြီးကြံယိုကိုဘသူမှရေးစားစာမပေးရကြတော့တာပါပဲကြံယိုကလည်းကျွန်တော်နားကိုပို့ပြီးတွေ့ကက်လာတော့တယ်အရင်တုန်းကကျွန်တော်တို့ငယ်ငယ်လေးတုန်းကသူကကျွန်တော်နဲ့နေတိုင်းအတူတူအိတ်တယ်ဒါပေမဲ့ကြီးလာတဲ့ခါမှာတော့ကျွန်တော်သူ့ကိုအတူတူမှအိတ်ခိုင်းတော့ပါဘူးဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်ရဲ့မိဘတွေကခီးခဏခဏထွက်ကြတယ်အဲ့ဒီတော့မိုးရွာပြီးမိုးကြိုးပစ်တဲ့အချိန်တိုင်းသူကကျွန်တော်အိတ်ခန်းထဲကိုခိုးဝင်လာပြီးမိုးယိုကလင်းချန်နားကြောက်လို့နင်းနဲ့အတူတူအိတ်လို့ရမလားလို့လာပြောတတ်တယ်ဒါကမေးခွန်းထုတ်တာမဟုတ်ပဲအတိပေးတာပါကျွန်တော်ကညှင်းချင်ပေမဲ့လည်းသူ့ရဲ့တနာကမှန်မျက်နှာလေးကိုမြင်လိုက်ရတဲ့အခါကျွန်တော်စိတ်တွေပျော့သွားရပြန်ရောကျွန်တော်ဆောင်နှစ်ထဲပြင်ထားလိုက်တယ်မတက်နိုင်ဘူးလေအဖေကကျွန်တော်အတွက်ငယ်ငယ်ကလေးကပြင်ဆင်ပေးထားတဲ့ကုတင်ကအကြီးကြီးရယ်နှစ်ယောက်အိတ်တာတောင်နေရာလွတ်ကြံသေးတယ်ကျွန်တော်တို့နှစ်ယောက်ကုတင်လဲမှာစီးကြပြီးအိတ်ကြတာပေါ့ဒါပေမဲ့မိုးလဲလင်းရောကျွန်တော်ရင်ခွင်ထဲမှာနူးညံ့တဲ့အထီတွေ့လေးရောက်နေတတ်တယ်ကြံယိုကကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးသူ့ကောင်းလုံးလုံးလေးကိုကျွန်တော်ရင်ဘက်ပေါ်တင်ထားတယ်မင်းကြီးလိုနှက်မောင်နေတဲ့ဆမ်ပင်ရှည်တွေကကျွန်တော်ကိုပေါ်မှာပရိုဖီးပြန့်ကျနေပြီးဆမ်ပယ်ပန်းရနံတင်းတင်းလေးပါရနေတယ်ကျွန်တော်သူ့ကိုတုံးမဖယ်ရဘူးကြံယိုရဲ့အိမ်မောကြနေတဲ့မျက်နှာလေးကအရန်လာတယ်ကြည့်မိသူတိုင်းငေးမောသွားရလောက်အောင်ကိုလာတာပါဒါကြောင့်လဲသူ့ကိုဒီတိုင်းလေးရဲ့ဖတ်ထားခွင့်ပြုထားလိုက်ရတယ်သူနိုးလာတဲ့အထီပေါ့ကျွန်တော်ထင်ထားတာကကြံယိုနိုးလာတဲ့အခါကျွန်တော်ကိုအဲ့ဒီလိုဖတ်ထားမိလို့သူရှက်သွားမယ်ပေါ့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့လည်းအရွယ်ရောက်နေကြပြီလေဒါပေမဲ့သူနိုးလာတဲ့အခါသူ့ကောင်းလုံးလုံးလေးနဲ့ကျွန်တော်ရင်ဘက်ကိုပုတ်တက်လိုက်သေးတယ်ပြီးတော့တိုးတိုးလေးရေရွတ်လိုက်တယ်လင်းချန်ငါနင့်ကိုသဘောကျတယ်ငါနင့်ကိုချစ်တယ်တဲ့ဘာတွေလာပြောနေတာလဲကွာကျွန်တော်တေချာနားထောင်ကြည့်တော့လဲနားမလဲပါဘူးတက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြေဖို့အချိန်တိတ်မကြံတော့ဘူးလေကျွန်တော်နဲ့ကြံယိုကတော့နေ့တိုင်းတွဲနေမြဲပါပဲကျွန်တော်တို့နှစ်ယောက်စလုံးကစာရမ်းတော်ပြီးတကြောင်လုံးမှာအဆင့်9အတွင်းမှာရှိကြတာလေစာမေးပွဲကိုပုံမှန်တိုင်းပဲအေးအေးဆေးဆေးဖြေနိုင်ရင်နိုင်ငံကျော်ထိပ်တန်းတက္ကသိုလ်ကြီးတွေကိုတက်ခွင့်ရဖို့ကအပြော့လေးပါပဲဒါပေမဲ့လည်းကျွန်တော်တို့နှစ်ယောက်ကတော့နေ့တိုင်းအတူတူစာချက်မြဲချက်နေခဲ့ကြတယ်ဒီရက်ပိုင်းကျွန်တော်တို့မိဘတွေအားလုံးကခီးထွက်သွားကြလို့ကြံယိုတို့အိမ်မှာဘယ်သူမှမရှိပါဘူးသူကလည်းငယ်ငယ်ကလေးကတရေကြောက်တက်ကြောက်ချေးပါတက်တဲ့သူဆိုတော့ကျွန်တော်အိမ်မှာပဲလာနေတာပေါ့ကျွန်တော်တို့နှစ်ယောက်နေ့တိုင်းအတူတူစာပြန်ကြစာမေးပွဲမေးခွန်းဟောင်းတွေအတူတူတွဲလုပ်ကြနဲ့နေ့တိုင်းကိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းခဲ့ကြပါတယ်ကြံယိုကဟင်းချက်တက်တယ်ဗျငယ်ငယ်လေးကလေးကသူ့မေစီကတင်ထားတာလေဒါကြောင့်နေ့တိုင်းဟင်းချက်ရမယ့်တာဝန်ကိုသူ့စီပဲလွှဲပေးလိုက်တယ်ပြီးတော့ကျောင်းဆင်းရင်လည်းကျွန်တော်တို့နှစ်ယောက်အတူတူဈေးကိုဟင်းချက်စရာသွားဝယ်ကြစမြဲပါကြံယိုကငါးနဲ့ပစုံကြိုက်တယ်လို့ကျွန်တော်လည်းနေ့တိုင်းကျောင်းငါးနဲ့ပစုံကြီးကြီးတွေကိုပဲဝယ်ပေးဖြစ်တယ်သူကလည်းကျွန်တော်ဘာကြိုက်လဲဆိုတာသိတော့ဈေးသွားတိုင်းကျွန်တော်ကသူကြိုက်တာဝယ်သူကကျွန်တော်ကြိုက်တာဝယ်နေပေါ့ပစ္စည်းတွေဝယ်ပြီးရင်တော့ကျွန်တော်ကအထုပ်တွေဆွဲချူလီသူကတော့ကျွန်တော်လက်မောင်းကိုချိတ်လို့ပေါ့ဈေးဆိုင်တွေစီရောက်တိုင်းဈေးတီအန်တီကြီးတွေကကြည်နူးစရာပြုံးကြီးတွေနဲ့ဒီမောင်နှံလေးကတော့တကယ့်ကိုနှစ်ဖက်တဲ့စုံတွဲလေးရဲ့နော်လို့အမြဲတမ်းလာစတက်ကြတယ်အဲ့ဒါကြောင့်ကျွန်တော်လည်းအမြဲတမ်းဒါကျွန်တော်ညီမလေးပါဆိုပြီးခေါင်းစားခံကလိုက်ရှင်းပြနေရတာပေါ့ဒါပေမဲ့ကြံယိုကတော့အဲ့လိုပြောတာကိုကြားရင်သဘောတွေအရန်ကြနေတတ်တာအဲ့လိုပြောတဲ့ဆိုင်တွေနဲ့တိုးတိုင်းအဲ့ဒီဆိုင်ကဟင်းဒီဟင်းရက်တွေကိုပို့ပြီးဝယ်တက်သေးတယ်ဈေးဝယ်ပြီးအိမ်ပြန်ရောက်တိုင်းကျွန်တော်ကတော့လိုက်ရှင်းပြရလုံးလို့အားတွေချောက်လို့ဒါပေမဲ့ကြံယိုကတော့ပြုံးစီစီနဲ့ကျမတို့အပြင်မှာရှောက်သွားနေရင်တကယ့်ကိုရေးစားတွေကြက်နေတာပဲနော်လို့ပြောလာရောအဲ့ဒီကားကိုကြားချင်းပဲကျွန်တော်လည်းသူ့ခေါင်းကိုကြောက်ခနဲ့နှစ်ချက်လောက်ခောက်ပစ်လိုက်ပြီးမျက်နှာကိုတီးကားကြမ်းရှောင်ယိုနင်ကငါညီမငါကနဲ့အကိုရှောက်မတွေးနဲ့လို့ပြောလိုက်တယ်ဟွန်းတွေးသားမတော့ဆက်ရင်လည်းမရဘူးငါကနင့်ကိုညီမရင်းလို့သဘောထားတာအပြင်မှာလူအမြင်စင်ကျင်ဦးလို့ကျွန်တော်ဆက်ပြီးတီတီတန်းတန်းပဲပြောလိုက်တယ်အဲ့ဒီခါမှာတော့ကြံယိုကအကယ်ဒမီရမဲ့အမူအရာမျိုးနဲ့တမင်မျက်လုံးလေးတွေမှာမျက်ရည်တွေဝဲပြမျက်နှာလေးညှိုးသွားပြီးပါးဆက်လေးစုကဟွန်းလင်းဖောင့်ချန်နင်ကငါ့ကိုနှိပ်စက်ပြန်ပြီးဦးလေးလေးနဲ့အန်ဒီချင်းကိုသွားတိုင်ပြစ်မယ်လို့ရေရွတ်တော့တာပေါ့အမလေးဗျာကျွန်တော်ဖေနဲ့အမေကိုတော့သွားမပြောပါနဲ့ကျွန်တော်ချက်ချင်းပဲလက်မြောက်ရှုံးပေးလိုက်ရတယ်ကျွန်တော်ဖေနဲ့အမေကဒီကောင်မလေးကိုပဲအမြဲတမ်းအလိုလိုက်လုံးလို့တခါတလေဘသူကအရင်လဲဆိုတာတောင်ကျွန်တော်စဉ်းစားရခက်တယ်ကြံယိုသွားတိုင်ပြီဆိုရင်တော့အဖေနဲ့အမေကကျွန်တော်ကိုတန်ပြီးစော်တော့တာပဲလေမတိုင်စီချင်ရင်လည်းရတယ်ကြံယိုကခေါင်းလေးမော့ပြီးကလိန်ကားကျစ်အပြုံးလေးနဲ့ခဏကြာရင်ပစုံခွာပြီးကြွေးတာဆိုမတိုင်တော့ဘူးလို့ပြောလာတယ်အေးပါဆူရွှဲခွာကြွေးပါမယ်ကျွန်တော်လည်းမတက်နိုင်ပဲဒေါသဖြေတဲ့အနေနဲ့သူ့ပါးလေးကိုခက်ဆက်ဆက်လေးဆွဲရစ်လိုက်မိတယ်ထမင်းစားပွဲပေါ်မှာကျွန်တော်လည်းပစုံခွာကြံယိုလည်းပစုံခွာနဲ့ပေါ့ကျွန်တော်ခွာတဲ့ပစုံကိုသူ့ကိုခွင့်ကြွေးပြီးသူခွာတဲ့ပစုံကိုကျွန်တော်ကိုပြန်ခွင့်ကြွေးတော့ကျွန်တော်ဘက်ကလည်းမရှုံးပါဘူးတက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြေရမယ့်အချိန်ကလည်းတဖြည်းဖြည်းနီးကပ်လာခဲ့ပြီကြံယိုကကျွန်တော်စာကြည့်စာပွဲပေါ်မှာမောက်ရက်လေးနေပြီးမျက်လုံးဝိုင်းကြီးတွေအယောင်တောက်ကလင်းချန်နင်းဘက်တက္ကသိုလ်တက်မှာလဲလို့မေးလာတယ်ကျွန်တော်ကုတင်ပေါ်မှာထိုင်ရင်သူ့ကိုတစ်ချက်စောင်းကြည့်ပြီးဘာလို့မလို့လဲငါနဲ့အတူတူတကြောင်နဲ့တက်ချင်လို့လားလို့မေးလိုက်တော့ဒါပေါ့ဒါမှကျမတို့အတူတူဆက်ရှိနေမှာပေါ့တဲ့
သူကကုတင်ဘော်ကိုတွားတက်လာပြီးကျွန်တော်ရင်ခွင်ထဲကိုချက်ချင်းတိုးဝင်လာခဲ့တယ်ပြီးတော့ခေါင်းလေးမော့ပြီးကျွန်တော်ကိုကြည့်နေတာပေါ့ကျန်ယိုကတကယ်ကိုချစ်စရာကောင်းပြီးလှပလုံးသူပါအခုလိုပြုံးပြုံးလေးနဲ့ကြည့်နေတော့ပိုပြီးတော့တောင်လှနေသေးတယ်တာမန်ကောင်လေးတွေဒါဆိုရင်ဒီမြင်ကွင်းကိုမြင်နာနဲ့တင်စိတ်အာရုံတွေလွင့်ပါသွားလောက်ပေမဲ့ကျွန်တော်ကတော့သူတို့နဲ့မတူပါဘူးဒါကကိုယ်တိုင်ငယ်ငယ်လေးကလေးကထိန်းချောင်းလာပြီးတရွေ့ရွေ့ကြီးပြင်းလာတာကိုတဆင့်ချင်းစောင့်ကြည့်ခဲ့ရတဲ့သူလေလုံးလုံးကွေးကွေးအလုံးလေးဘွားကနေအခုလိုလှပတဲ့မိမပြိုလေးတယောက်ဖြစ်လာတဲ့အထိပေါ့သူကငယ်ငယ်လေးကလေးကကျွန်တော်နောက်ကနေအမီးလေးတစ်ခုလိုနေတိုင်းတစ်ကောက်ကောက်လိုက်ခဲ့တာအခုတော့ဒီအမီးလေးကအရွယ်ရောက်လို့ကြီးပြင်းလာခဲ့ပြီနောင်ကြရင်ဘကောင်ကကန်ကောင်းပြီးခူးဆွတ်သွားမလဲမသိဘူးအဲ့ဒါကိုတွေးမိတော့ကျွန်တော်ရင်ထဲမှာမချိတင်ခဲနဲ့ခံရခတ်တဲ့ခံစားချက်ကြီးတစ်ခုတိုးဝင်လာတယ်ကိုယ်တိုင်ပြုစုပြောထောင်လာခဲ့ရတဲ့ညီမလေးကတခြားကောင်ရဲ့ဇနီးများဖြစ်သွားမဲ့ရေးကိုတွေးမိုံနဲ့တင်ရင်ထဲမှာအောင့်တက်ကြီးဖြစ်သွားရတာပါဒီလိုတွေရင်ကျွန်တော်ရင်ထဲမှာတိတ်တဆိတ်တဆာဆိုမိတယ်အဲ့ဒီကောင်ကကျွန်တော်ထက်တာလွန်ထူးချွန်တဲ့သူဖြစ်ရမယ်မဟုတ်ရင်တော့လုံးဝသဘောမတူနိုင်ဘူးလို့ပေါ့အဲ့ဒီအချိန်မှာပဲကျွန်တော်နှုတ်ခမ်းပေါ်စီကနေနာဥညံ့ပြီးအေးစိမ့်စိမ့်နဲ့ချုံမြင်တဲ့အထီးတွေးတစ်ခုကိုခံစားလိုက်ရတယ်ဂျယ်လီများလားလို့အောက်မေ့မိတယ်မဟုတ်သေးပါဘူးကျွန်တော်အောက်ကိုငုံကြည့်လိုက်တဲ့ခါမှာတော့မျက်လုံးစုံပြူးသွားရတော့တာပဲကျန်းဆောင်ယိုကကျွန်တော်ကိုနမ်းနေတာဗျာသူကမျက်လုံးလေးမိတ်ပြီးသူ့နှုတ်ခမ်းလေးကိုကျွန်တော်နှုတ်ခမ်းပေါ်တင်လို့နမ်းဆိုင်နေခဲ့တာပါသူ့ရဲ့လှပတဲ့မျက်နှာလေးတစ်ခုလုံးရဲတွလို့နေတာပဲကြီးလာတဲ့အထိသူ့မျက်နှာဒီလောက်နေရဲသွားတာကိုကျွန်တော်ပထမဆုံးအကြိမ်မြင်ဘူးတာပါကျွန်တော်ရင်ထဲမှာတော့ဥဆွဲသလိုမျိုးအုံခနဲ့ဆူညံသွားပြီးခေါင်းထဲမှာကျွန်တော်ဖတ်ဖူးတဲ့ဝတ္ထုတွေတဲကအကျင့်စာရိတ်တစ်ပိုင်းဆိုင်ရာပြဿနာတွေတန်းစီပေါ်လာတော့တာပေါ့ပြီးတော့အဖေနဲ့အမေသားကျွန်တော်ကြံယိုကိုနမ်းလိုက်တယ်ဆိုတာသိသွားရင်အဖေကကျွန်တော်ကိုအိမ်ခေါင်မိုးပေါ်မှာဆွဲကြိုးတင်ပြီးရိုက်မှတေးချတယ်အဖေလက်ထဲမှာကြိမ်လုံးတစ်ချောင်းကိုကင်ထားပြီးတော့ပေါ့ဟုတ်တယ်ကြိမ်လုံးပြီသူငယ်ငယ်တုန်းကမနဲ့စောကြီးအပေါ့သွားဖို့ထားတဲ့ချိန်မှာအိမ်သာသွားရင်မြင်ခဲ့ဘူးတာလေအဲ့ဒီတုန်းကအဖေနဲ့မေရဲ့အခန်းတကားကတေးချမပိတ်ထားဘူးငယ်ငယ်လေးပဲရှိသေးတဲ့လင်ကျန်ကသူ့ဖေကိုမြင်လိုက်ရတာပေါ့အဖေကအမေပေါ်ကိုအုံမိုးထားပြီးလက်ထဲမှာလည်းတားရည်ကြိမ်လုံးသေးလေးတစ်ချောင်းကိုကင်ထားတာဗျာအဲ့ဒါကငယ်ရွယ်တဲ့လင်ကျန်ရဲ့ရင်ထဲမှာဘယ်တော့မှဖျောက်ဖျက်လို့မရတဲ့စိတ်တန်ရာကြီးဖြစ်သွားခဲ့တာပေါ့အကယ်၍အဖေကကြံယိုကျွန်တော်ကိုနမ်းလိုက်တယ်ဆိုတာသိသွားရင်တော့ကျွန်တော်ကပဲကြံယိုကိုအတမနန်းတယ်လို့ထင်မှသိချတယ်ကျွန်တော်အရိုက်ခံရလို့တေသွားနိုင်နေပြီလင်ကျန်ကတော့သူ့ဖေဒေါသတကြီးမျက်နှာနဲ့သူကမင်းကြီးမလေးကွာမင်းတရိษံထက်မိုက်တဲ့ကောင်လို့အော်ဟစ်ဆဲဆိုမဲ့ပုံရိပ်ကိုတောင်မြင်အောင်နေမိပြီဒါကိုတွေးမိတာနဲ့ကျွန်တော်လည်းကိုပေါ်မိနေတဲ့ကြံယိုကိုချက်ချင်းပဲအတင်းတွန်းဖယ်ပစ်လိုက်တယ်ကြံယိုကလည်းကျွန်တော်သူ့ကိုတွန်းထုတ်လိုက်မယ်လို့ထင်မထားဘူးထင်ပါရဲ့သူကဇဝေးဇဝါနဲ့မျက်လုံးဝိုင်းကြီးတွေကိုဖွင့်ပြီးကြောက်လန့်တကြားဖြစ်နေတဲ့ကျွန်တော်ကိုကြည့်နေတယ်ပြီးတော့ဆွဲဆောင်မှုရှိတဲ့သူ့ရဲ့နှုတ်ခမ်းနီနီလေးကိုရှာနဲ့တက်လိုက်သေးတယ်အဲ့ဒီအပေါ်မှာကျွန်တော်တန်တွေးရှိနေတော့မဲလေကျွန်တော်ချက်ချင်းပဲကြံယိုကိုအောက်ကနေဖိပစ်လိုက်တယ်ဒီတခါတော့ကျွန်တော်တကယ်ဒေါသထွက်သွားပြီသူ့ရဲ့အပြစ်ကင်းစင်ဟန်ဆောင်နေရဲ့အကြည့်ကိုစိုက်ကြည့်ရင်တိုးတိုးနဲ့ဒေါသတကြီးអော်လိုက်တယ်ကြမ်းရှောင်ယိုနင်ဘာလုပ်နေတာလဲနမ်းနေတာလေကြံယိုကခေါင်းလေးဆောင်ပြီးခတ်တိုးတိုးလေးပြောလာတယ်သူကကျွန်တော်ရဲ့ဖိတိတ်ချင်းကိုခံထားရပေမဲ့လုံးဝမကြောက်တဲ့အပြင်သူ့မျက်လုံးထဲမှာမျောလင်းချက်အရေးရောင်တချို့ကိုတောင်ကျွန်တော်မြင်လိုက်ရသေးတယ်ကျွန်တော်ဒေါသအောင်ပြီးတွေးရမလို့တောင်ဖြစ်သွားရတယ်ငါညီမလေးကိုငါကိုယ်တိုင်ပဲလမ်းမရောက်အောင်ပြိုးထောင်ပြီးသွားတာလားမဟုတ်သေးပါဘူးကျွန်တော်ရုတ်တရက်တတိယသွားတယ်ကြီးလာတဲ့အထိကျွန်တော်ကြံယိုကိုသဘောကျတာဆိုတာဘာလဲချစ်တာဆိုတာဘာလဲဆိုတာကိုတေချာမတင်ပေးဘူးသေးဘူးပဲမတက်နိုင်ဘူးလေကြံယိုကနေတိုင်းကျွန်တော်နားမှာပဲကတ်နေတော့ကျွန်တော်လဲဒါတွေကိုတင်ပေးဖို့မတွေးမိခဲ့ဘူးဒါပေမဲ့အခုတော့မတင်ပေးလို့မရတော့ဘူးကြမ်းရှောင်ယိုခုနကအပြုတ်မှုကဘာကိုအတိတ်ပဲရလဲဆိုတာနင်းသိလားကျွန်တော်သူ့ရဲ့အစ်ဆက်ညက်ဖောနေတဲ့ဘားလေးကိုပုတ်တက်ရင်အတန်တွေတုံကြီးစွာနဲ့မေးလိုက်တယ်တိတာပေါ့ကြံယိုကပြုံးရင်ဒါကသဘောကျတာကိုပြောတာလေတဲ့ကျွန်တော်တကယ်ပဲတွေးရတော့မယ်ဗျာသူတိနေတယ်သူအကုန်လုံးကိုတိနေတာပဲကျွန်တော်သူငယ်ချင်းတယောက်ပြောပြဘူးတဲ့ animation ကာတွန်းကားတကားကိုတန်ပြီးတတိယမိသွားတယ်နာမီကယိုဆူကာနိုဆိုရလားပါလားပဲကာတွန်းထဲကဇလန်းကတကယ်လက်တွေ့ဘဝထဲရောက်လာတာလားမဟုတ်သေးပါဘူးကြမ်းရှောင်ယိုကသဘောကျခြင်းမှာနှစ်မျိုးရှိတယ်ဆိုတာကိုသိမှာမဟုတ်ပါဘူးကျွန်တော်ကြံယိုကိုထက်ကြည့်ပြီးပြောလိုက်တယ်ငါနင့်ကိုပြောမယ်နင့်ရဲ့အဲ့ဒီလိုသဘောကျတာကပုံမှန်သဘောကျတာမဟုတ်ဘူးကွိတ်ကဒါဆိုဘယ်လိုမျိုးလဲကြံယိုကဘာမှမသိတဲ့အတိုင်းပြုံးစီစီနဲ့မေးလာတယ်ကျွန်တော်ချောင်းတစ်ချက်ဟန့်ပြီးဆက်ပြောလိုက်တယ်သဘောကျတာကနှစ်မျိုးရှိတယ်ပထမတစ်မျိုးကငါတို့လိုမောင်နှမတွေကြားကပေါ့ညီမကအကိုကိုအထင်ကြီးအားကြတာဒါကတွေ့တာနဲ့ရင်းနှီးတာကိုပြောတာဒုတိယတစ်မျိုးကတော့မိန်းကလေးတစ်ယောက်ကယောက်ျားလေးတစ်ယောက်ပေါ်မှာထားတဲ့တမတ်တဲ့အချစ်မျိုးပေါ့နားလေလားကြံယိုကတိုးတိုးလေးရေလိုက်ပြီးရုတ်တရက်ကျွန်တော်ကိုဖက်ကကုတင်ပေါ်မှာကြီးပက်လက်ပစ်လိုက်တယ်ခဲဗျခုနကကျွန်တော်ကအပေါ်မှာရှိနေအခုတော့ကျွန်တော်ကအောက်ကိုရောက်သွားပြီကြံယိုရဲ့ဆံမင်းရှည်တွေကကျွန်တော်နားရဲ့နားမှာဝဲကျနေပြီးရားကြီးကြီးဖြစ်နေစေတယ်သူ့ရဲ့မျက်လုံးတွေကရီဝေနေပြီးတပြင်းတိုးတိုးလေးချကအနှဲငယ်လဲစိတ်မကောင်းတဲ့အတန်လေးနဲ့လင်းကြံဒါပေမဲ့ငါနဲ့ပေါ်ထားတာကဒုတိယမျိုးစားသဘောကျတာမျိုးပဲဟာလို့ပြောလာတယ်ငါကနဲ့အကိုလေးကျွန်တော်သူ့ကိုပြန်ဖက်ပြီးကုတင်ပေါ်မှာနောက်တစ်ပတ်ထက်လှည့်လိုက်ပြန်လို့အပေါ်ကိုပြန်ရောက်သွားတယ်ကြမ်းရှောင်ယိုနင်သဘောကျရမှာကတခြားကောင်လေးတွေကိုလေငါ့ကိုမဟုတ်ဘူးဘာလို့လဲဆိုတော့ငါကနဲ့ကိုမို့လို့ငါကနင့်ကိုညီမရင်းလို့သဘောထားတာကျွန်တော်မျက်နှာတွေရဲတောက်ပြီးအတန်ကျဲကျဲနဲ့ပြောလိုက်မိတယ်ဘာလို့မျက်နှာနီးသွားလဲတော့ကျွန်တော်လည်းမသိဘူးဒေါသထွက်လို့ဖြစ်မှာပေါ့ငါတို့ကတွေးသားမှမတော်ဆက်တာပဲကြံယိုကအတင်းတိုးဝေပြီးအပေါ်ကိုပြန်တက်လာပြန်တယ်သူကမျက်ရည်ဝဲနေတဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုစိုက်ကြည့်ရင်အတန်တွေတုံးကြီးစွာနဲ့ထပ်ပြောပြန်တယ်လင်းကျန်ငါတို့ကတွေးသားတော့ဆက်တာမဟုတ်ဘူးလေကျွန်တော်ကြောင့်သွားရတယ်ဒါပေမဲ့ငါတို့ကမောင်နှမတွေလေငါမှနင်လိုအကိုမျိုးမရှိဘူးငါမှအကိုအရင်ရှိတယ်ငါအကိုအရင်နမီကကြံဝိုင်းအမ်ပေချင်းမှာတက္ကသိုလ်တက်နေတာကြံယိုကကျွန်တော်ကိုအော်ဟစ်ပြောဆိုနေပြီးမျက်ရည်တွေကကျွန်တော်မျက်နှာပေါ်ကိုတစ်ဆက်ဆက်ကျလာတော့တယ်သူ့လက်ချောင်းလေးတွေကကျွန်တော်အင်ဂျီကိုတင်းတင်းကြပ်ကြပ်ဆွဲကင်ထားလို့လက်သီးခွန်လေးတွေတောင်ဖြူလျော့နေရှာတယ်ပတ်ဝန်းကျင်တစ်ခုလုံးကတော့တေမင်းတမျှတိတ်ဆိတ်သွားခဲ့ပြီဒါကတော့အမှန်ပါပဲကြံယိုမှာသူ့ထက်နှစ်ကြီးတဲ့အကိုတယောက်ရှိတယ်နမီကကြံဝိုင်းအနဲ့သူကကြံယိုရဲ့အကိုဖြစ်ုံတင်မကပဲကျွန်တော်ရဲ့အကိုလည်းဟုတ်ပါတယ်ဒါ
ဒါပေမဲ့အဓိကပြဿနာကကြံကောကညီမဖြစ်သူကိုအသေးလဲအလိုလိုက်အကြိုက်ဆောင်တတ်တဲ့ညီမယူကြီးပဲသူကကျွန်တော်ထက်တောင်ပိုပြီးညီမကိုတေးသေးလောက်တာအကယ်၍ကြံကောတာကြံယိုကကျွန်တော်ကိုသဘောကျနေတယ်ဆိုတာသိသွားရင်တော့ကျွန်တော်ကိုအသေးထိုးတက်လိုက်မယ်ပြီဒါက6လန့်ဖို့တက်တက်လျှောက်ပြောနေတာမဟုတ်ဘူးနော်အထက်တန်းပထမနှစ်တုန်းကကောင်းလေး9ယောက်ကြံယိုကိုရေးစားစာပေးပြီးဖွင့်ပြောကြတော့ကကျွန်တော်ကသူတို့ကိုအရင်ဆုံးတပွဲကောင်းကောင်းဆော်လိုက်တာပေါ့ဒါပေမဲ့သူတို့ကကျွန်တော်ကိုသွားတိုင်ပြီးတဲ့နောက်တကြောင်လုံးကဒါကိုသိသွားကြတယ်အဲ့ဒီအချိန်တုန်းကကြံဟွိုင်အန်ကအထက်တန်း100နှစ်ရောက်နေပြီလေဒီအကြောင်းကိုသိသွားတော့သူကလူရှာပြီးအဲ့ဒီကောင်9ယောက်ကိုထပ်ပြီးတခါကောင်းကောင်းကြီးပညာပေးလိုက်သေးတယ်အားလုံးပဲဆေးရုံတင်လိုက်ရတယ်ဗျာထောက်တကယ်ကောင်ပဲထိုးကြိတ်ပြီးတော့လေသူတို့ကိုထပ်ပြောလိုက်သေးတယ်နောက်တစ်ခါထပ်တိုင်ရင်တော့တွေ့ရနေရမှာအသေးလဲထပ်ထိုးမယ်လို့ပေါ့အဲ့ဒီတုန်းကကျောင်းစင်းလို့အိမ်ပြန်ရောက်တော့ကြံကောကကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ဖက်ပြီးပခုံးကိုပုတ်ရင်းနဲ့မိုက်တယ်ညီလေးငါညီလေးပြီးတာပါပဲတဲ့အဲ့ဒီကောင်တွေကအဲ့လိုအထိုးခံရမှာကိုတန်တာလို့ပြောရှာတယ်တကယ်ကိုဗျာကြံကောကအရက်တမီတာ60တောင်ရှိတာကိုလုံးကိုပေါက်ကလည်းလီယိုအားထျာမန်းလို့တောင်းတင်းလုံးတော့သူ့ရှိမှဆိုကျွန်တော်ကကလေးတယောက်လိုပဲကျွန်တော်ကတော့ငငယ်လေးကလေးကကြံကောကိုအမြဲအားကြခဲ့တာပါကြံကောကကျွန်တော်ကိုရဝန်ဖြစ်နည်းတွေတောင်တင်ပေးခဲ့သေးတယ်နောက်ကြရင်ကြံယိုကိုတေချာကာကွယ်ပေးရမယ်တစ်သက်လုံးကာကွယ်ပေးရမယ်လို့မှာခဲ့တာပေါ့ကျွန်တော်လည်းအဲ့ဒီတုန်းကချက်ချင်းပဲဝန်ခံကတိပေးလိုက်တာပေါ့တေချာပေါက်ကာကွယ်ပေးရမှာပေါ့လို့ဘာပဲဖြစ်ဖြစ်ကျွန်တော်အဲ့ဒီတုန်းကတွေးနေမိတာကအဲ့ဒီအချိန်တုန်းကကြံကောကကျွန်တော်ပခုံးကိုတောက်လျှောက်ပုတ်ပေးနေပြီးမျက်နှာကြီးကလည်းပန်းပွင့်လေးပွင့်လာမတက်ကိုသဘောကျလို့ရေမောနေခဲ့တာလေအခုအချိန်မှာတော့ကြံယိုကကျွန်တော်ပေါ်မှာခုထိုင်နေပြီးကောင်းမလေးရဲ့ကိုလုံးလေးရဲ့နူးညံ့မှုကိုခံစားနေရသေးပါကျွန်တော်သူ့ကိုအောက်ကနေထပ်ပြီးဖိသိပ်လိုက်ပြန်တယ်ဒီတခါတော့ကြံယိုကဘာမှတိတ်ပြီးတုံ့ပြန်မှုမရှိရှာဘူးသူ့မျက်နှာလေးကညှိုးငယ်နေပြီးဝိုင်းဆက်နေတဲ့မျက်လုံးစုံကလည်းအယောင်ဝါကင်းမဲ့နေခဲ့တယ်ကြည့်ရတာကျွန်တော်မှရင်ထဲနစ်နေအောင်တနာမိတာပေါ့ကျွန်တော်လည်းကြံယိုရဲ့ဆံပင်တွေကိုရှုပ်ပွားအောင်အตาအရာပုတ်တက်ပေးလိုက်ရင်စိုးရိမ်နေကြီးနဲ့ကြံရှောင်ယိုနေငါ့ကိုသဘောကျနေမှန်းငါသိပါပြီအဲ့ဒါကြောင့်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲပြီးရဲ့အထိစောင့်ပါဦးငါတေချာစဉ်းစားပေးပါမယ်ဘလို့လဲနေစာမေးပွဲကိုတေတေချာချာဖြေတော့ငါထက်အမှတ်ပုံများအောင်ဖြေနိုင်ရင်ငါနင့်ရဲ့ရေးစားလုပ်ပေးမယ်လို့ပြောလိုက်ရတယ်ကျွန်တော်လည်းအစွမ်းကုန်စွန့်စားလိုက်ရတာပါပဲအခုလိုမျိုးဆက်ဖြစ်နေရင်ကြံယိုတယောက်စာမေးပွဲမှာအမားယွင်းတွေချစ်ကုန်မှာကိုစိုးရိမ်လို့ပါအဲ့လိုသာဖြစ်သွားရင်ကျွန်တော်တစ်သက်လုံးအောင်တရားပြီးရင်ကြိုးရမှာလေတကယ်ကြီးပဲဗျာကျွန်တော်အဲ့ဒီစကားပြောလိုက်တာကိုကြားတော့ကြံယိုရဲ့အယောင်ဝါမိတ်ဖြောနေတဲ့မျက်လုံးတွေကချက်ချင်းပဲပြန်ပြီးအယောင်တောက်လာတော့တယ်သူ့ရဲ့လက်ကလေးနဲ့ကျွန်တော်လက်မောင်းကိုတင်းတင်းကြပ်ကြပ်ဆွဲကင်ထားတာကျွန်တော်သဘောမတူမချင်းကိုလုံးဝလွတ်ပေးမဲ့ပုံမပေါ်ဘူးဟုတ်တယ်ဟုတ်ပါတယ်ငါနင့်ကိုဘယ်တော့ကလိန်ဖူးလို့လဲနေငါထက်အမှတ်ပုံများဖို့ပဲလို့လဲကျွန်တော်လဲခေါင်းကိုတဆက်ဆက်ညှိပြလိုက်မိတယ်ကြံယိုရဲ့လက်ကွက်ထဲကိုထပ်ပြီးရောက်သွားပြန်ပြီလို့ခံစားလိုက်ရတာပေါ့ကြံယိုရဲ့မျက်နှာပေါ်ကနောက်ဆုံးကြံနေတဲ့စိတ်မကောင်းရိပ်လေးတွေလည်းအကုန်ပြဲလွင့်သွားတော့တယ်သူကထိုင်လိုက်ပြီးမျက်လုံးဝိုင်းကြီးတွေနဲ့ကျွန်တော်ကိုစိုက်ကြည့်ရင်လင်းကြံစာမေးပွဲပြီးတာနဲ့နင်လိမ္မာရိုးသားစွာနဲ့ပဲငါရဲ့ရေးစားဖြစ်လာပြီးတော့နော်တဲ့ကြံရှိနေတဲ့အချိန်တွေမှာတော့ကျွန်တော်လည်းအသက်နဲ့လဲပြီးစာမေးပွဲမေးခွန်းဟောင်းတွေကိုအတင်းကြော်ဖြတ်တွက်ချက်ရတော့တာပေါ့စာတွေပြန်တွေရတာပေါ့မတက်နိုင်ဘူးလေကျွန်တော်ကပုံမှန်စာမေးပွဲတွေမှာအမှတ်ကကြံယိုလောက်မများဘူးပြီးကံကြမ္မာရဲ့ကြည်စဲမှုလိုပဲကြံယိုရဲ့ရမှတ်ကကျွန်တော်ထက်အမြဲတမ်းအမှတ်နှဲငယ်ပိုများနေတတ်တာကိုကြံယိုကဘာလို့ကျွန်တော်ကိုသဘောကျလာရတာလဲဆိုတာကျွန်တော်စဉ်းစားလို့ကိုမရပါဘူးနာကသူ့ကိုလေးပြားသွေးသားရင်မဟုတ်ပေမဲ့လည်းကျွန်တော်ကသူ့ကိုညီမရင်းလေးတယောက်လိုပဲအမြဲသဘောထားခဲ့တာအခုလိုဖြစ်လာတော့ညီအကိုမောင်နှမတန်ရောစင်ကြီးကလမ်းကြောင်းပြောင်းသွားတယ်လို့မျိုးခံစားရတာပေါ့ဒါပေမဲ့စဉ်းစားလို့မရတာကိုဆက်ပြီးမစဉ်းစားတော့ပါဘူးစိတ်ကိုပဲစာပြန်ဖို့အပေါ်မှာအကုန်ပုံအောထားလိုက်တယ်စာမေးပွဲကြည့်ပြီးသွားရင်တော့ကြံယိုကိုတေချာပေါက်သွားမရမယ်သူကျွန်တော်ရဲ့ဘယ်နေရာကိုသဘောကျတာလဲလို့ပေါ့အဲ့ဒါဆိုရင်ကျွန်တော်တေချာပေါက်ပြုပြင်ပြောင်းလဲပြင်မှာပါကျွန်တော်ဒီလောက်စူးစမ်းနေတယ်လို့ကြံယိုကလည်းကျွန်တော်ထပ်ပို့ပြီးအားစိုက်ထုတ်နေခဲ့တယ်ကျွန်တော်တို့နှစ်ယောက်အကြီးကြီးဖြစ်တဲ့စာကြည့်စားပွဲပေါ်မှာလက်မလဲအောင်ကိုစာတွေရေးနေခဲ့ကြတာကျွန်တော်တို့နှစ်ယောက်ကအော်ရိုပီနာဆက်ကြီးတွေအတိုင်းပဲစာမေးပွဲမေးခွန်းစာရွက်တွေကတရက်ပြီးတရက်ကျွန်တော်တို့လက်ထဲကနေထွက်လာခဲ့ကြတယ်ကျွန်တော်သဘောပေါက်သွားပြီးတော့ဘလို့ပဲဖြစ်ဖြစ်အသက်နဲ့လဲပြီးတော့ကိုကြံယိုထက်အမှတ်ပိုကောင်းအောင်ဖြေရမယ်ကျွန်တော်တက္ကသိုလ်တက်ချင်တယ်ရေးစားထားချင်တယ်ဗျာဒါပေမဲ့ကြံယိုသားဘေးမှာရှိနေရင်တော့ကျွန်တော်မထားရဲပါဘူးငယ်ငယ်တုန်းကဆိုရင်ကျောင်းသူတွေအများကြီးကကျွန်တော်ကိုရေးစားစာတွေပေးကြဖွင့်ပြောကြဘူးတယ်ဒါပေမဲ့အချိန်တိုင်းကိုကြံယိုကအမြဲတည်သွားတတ်တာအဲ့လိုတည်တာနဲ့သူကအပြေးလွှားသွားပြီးကျွန်တော်အဖေနဲ့အမေကိုတိုင်တော့တာပဲဟာအဖေနဲ့အမေကိုတိုင်ပြီးပြီဆိုရင်တော့အဖေကကျွန်တော်ကိုအမြဲတမ်းတပွဲကောင်းကောင်းဆော်ပြီးတော့ဒေါသတကြီးနဲ့ဒီကောင်စုပ်လေရေးစားထားရဲတယ်ပေါ့မင်းချစ်သူကိုပြစ်ပယ်တဲ့ကောင်းမကြီးဖြစ်ချင်နေတာလားလို့အော်ဟစ်ဆဲဆိုတော့တာပဲမဟုတ်ပါဘူးအဖေရဲ့ကျွန်တော်မတွဲရသေးပါဘူးဗျာဘယ်လိုလုပ်ပြီးချစ်သူကိုပြစ်ပယ်တဲ့ကောင်ဖြစ်ရမှာလဲလို့ပြန်ပြောရင်မင်းကပြန်ခံပြောရဲသေးတယ်ပေါ့ဆိုပြီးထက်ရိုက်တာအဖေကြီးရဲ့ကျွန်တော်မားပါပြီဗျာလို့အသက်ဘေးကလွတ်ဖို့အတွက်အဖေကြီးလို့တောင်တောင်းပန်တန်းတမိတဲ့အထိပါပဲကလေးလေးရဲ့ကိုတောင်အထင်သေးမိတယ်ဗျာကျွန်တော်မှတကယ်ကိုတက်နိုင်တဲ့နေလမ်းမရှိတော့တာပါကျွန်တော်တိတ်တဆိတ်ကြံယိုကိုသွားရှာပြီးချင်းချောက်ဖူးသေးတယ်ကြံရှောင်ယိုနေနောက်တစ်ခါထပ်တိုင်ရဲရင်တော့နင့်ကိုမုံတွေလုံးဝဝယ်မကြွေးတော့ဘူးမယုံရင်စမ်းကြည့်လိုက်လို့ပြောလိုက်တော့ကြံယိုကဘာမှမသိတဲ့အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ကျွန်တော်ရဲ့အနောက်ဘက်ကိုလက်ညှိုးလေးထိုးပြရှာတယ်ကျွန်တော်လည်းအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါအဖေကခါပတ်ကြီးကိုကင်ပြီးမျက်နှာကြီးပုတ်တိုးကကျွန်တော်ကိုစိုက်ကြည့်နေတာဗျာဟာကျွန်တော်ထက်ပြီးအစော်ခံရပြန်တာပေါ့ဒီလိုကိစ္စတွေပြီးနောက်ပိုင်းမှာတော့ကျွန်တော်ကြံယိုကိုစပြီးရှောင်ဖယ်နေခဲ့တယ်ဒါပေမဲ့သူကရေတာတက်ထားတယ်လို့မျိုးပဲဘလို့နေနဲ့မဆိုအမြဲတမ်းရှာတွေ့သွားတာပဲလေနောက်ပိုင်းကျတော့ကျွန်တော်လည်းမရှောင်တော့ပါဘူးရေးစားထားဖို့ဆိုတာစိတ်ကူးရင်တက်တက်ဖြစ်သွားပြီပေါ့ဗျာတက္ကသိုလ်ဝန်ထမ်းစာမေးပွဲရဲ့နောက်ဆုံး3ရက်ကိုတော့အိမ်မှာပဲဖြစ်တန်းခဲ့ရတယ်ကျွန်တော်တို့နှစ်ယောက်လုံးရဲ့အဖေနဲ့အမေတွေလည်းခီးထွက်ရာကနေပြန်ရောက်လာကြပြီလေကျွန်တော်တို့ကိုလက်ဆောင်တွေတောင်ဝယ်လာပေးသေးတယ်ပြီးတော့စိတ်ကိုအေးအေးဆေးဆေးထားဖို့လည်းတေချာမှကြသေးတယ်ကြံယိုလည်းနောက်ဆုံးတော့သူ့ရဲ့ကိုယ်ပိုင်အတိုက်မြုံလေးစီပြန်သွားရတော့တာပေါ့ဒါပေမဲ့ညဘက်လေးရဲ့ပြန်လာပါနေ့လယ်ဘက်တနေကုန်ကတော့သူကကျွန်တော်နောက်ကိုနေတိုင်းတကောက်ကောက်လိုက်နေတော့မယ်ဒီရက်ပိုင်းတွေမှာကျွန်တော်ကသူ့ကိုနေတိုင်းနားချနေခဲ့တာမောင်နှမတွေကြားမှာအဲ့လိုဖြစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတာမျိုးတွေပေါ့ဟိုဟာလေးပြောလိုက်ဒီဟာလေးပြောလိုက်နေပေါ့ဗျာန
နောက်ဆုံးတော့ကြံယိုကနားထောင်ရတာကိုတကယ်နားကြီးသွားပုံရတယ်သူကကျွန်တော်ကိုနေရန်မှာအတင်းတုံးကပ်ပိတ်လောင်လိုက်ပြီးသူ့ရဲ့မျက်လုံးဝိုင်းကြီးတွေကိုမေးကကျွန်တော်ကိုစိုက်ကြည့်နေတယ်ဒါကသူဒေါသထွက်မှလှုပ်တက်တဲ့အမူအရာဆိုတာကျွန်တော်သိတာပေါ့ကြံယိုကလက်တစ်ဖက်နဲ့ကျွန်တော်ကိုနေရန်မှာပိတ်ထားပြီးကျက်လက်တစ်ဖက်ကတော့ကျွန်တော်အင်ဂျီတဲကိုနှိုက်ပြီးဘိုက်ကျွတ်သားတွေကိုပုတ်တက်နေရဲ့ဗျာပြီးတော့သူကလင်ဂျန်ငါ့ကိုဒီလိုကိစ္စတွေလာမပြောနဲ့ငါတို့ကသွေးသားတော်ဆက်တာမဟုတ်ဘူးငါတို့ကမောင်နှမတွေလည်းမဟုတ်ဘူးလို့ပြောချလိုက်တယ်ကျွန်တော်ငိုချင်သွားတယ်ဘာလို့လဲဗျာကိုယ့်ရဲ့ညီမလေးကအရင်တုန်းကဘလောက်တောင်ချစ်စရာကောင်းပြီးရင်ကုန်စရာကောင်းခဲ့တယ်လေကိုယ်တိုင်ကခဏခဏဆက်လိုက်ရင်တောင်သူကလူတစ်ယောက်ရဲ့နှလုံးသားကိုအကြီးပြောသွားစေနိုင်လောက်အောင်ချစ်စရာကောင်းခဲ့တာလေအခုကြတော့ရောငါ့ကိုနေရန်မှာအတင်းကတ်တဲ့အဓမ္မနန်းတယ်ထောက်ဘသူကသူ့ကိုဒါတွေတင်ပေးလိုက်တာလဲငါသာတိရလို့ကတော့အဲ့ဒီလူကိုအသေးတက်ပစ်မယ်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲပြီးသွားတော့ကျွန်တော်ရန်ကိုစိတ်လှုပ်ရှားပျော်ရွှင်နေခဲ့တယ်ဒီတစ်ခါတော့ကျွန်တော်တော်တော်လေးကိုဖြေနိုင်ခဲ့တယ်လို့ခံစားရတယ်အမှတ်ကောင်းကောင်းရနိုင်လောက်မယ်လေအဖေနဲ့မေကကျွန်တော်ဗတက္ကသိုလ်ကိုရွေးထားလဲလို့မေးကြတယ်ကျွန်တော်လဲတုံ့ဆိုင်မနေပဲကျင်းတူတက္ကသိုလ်ကကောင်းတယ်လေလို့ဖြေလိုက်တယ်ရီမန်းချက်ကြီးလာငါသားဆိုပြီးအဖေကပေါင်ကိုဖြန်းခနဲ့ရိုက်လိုက်တယ်ပြီးတော့ကြံဦးလေးကိုခေါ်ပြီးရှောင်းကြံကကျင်းတူတက္ကသိုလ်ကိုဝင်ခွင့်ပြေမလို့တဲ့ခင်များရှောင်းယိုကိုတစ်ချက်ပြောလိုက်ဦးတဲ့ကြံဦးလေးကလည်းโอเคလို့ပြန်ပြောတယ်ကျွန်တော်ကြောင့်သွားတယ်အမတ်ထွက်တဲ့နေ့ရောက်တော့ကျွန်တော်ကလွဲပြီးအဖေနဲ့မေကတိတ်ပြီးစိတ်လောနေတော့မပေါ်ဘူးဒါပေမဲ့ကိုယ့်ရဲ့အမတ်ကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်လဲဝမ်းသာလုံးလို့တန်းပြီးခုန်ပေါက်သွားတော့တာပဲခုနှစ်ရ10နှစ်မှတ်ဒါကကျွန်တော်ရဲ့3နှစ်တာကာလအတွင်းအမြင့်ဆုံးရခဲ့တဲ့အမတ်ပဲကျင်းတူတက္ကသိုလ်ကိုတော့တေချာပေါက်ဝင်ခွင့်ရပြီလေကျွန်တော်မိဘတွေလည်းအယမ်းဝမ်းသာနေကြတယ်ချက်ချင်းဆိုသလိုလှည့်ပြီးကြံယိုဘလောက်ရလဲဆိုတာသွားမေးကြတော့တယ်အဲ့ဒီအချိန်တုန်းကကျွန်တော်လည်းအယမ်းကိုယုံကြည်မှုရှိနေခဲ့တာပါကြံယိုအလွန်ဆုံးရလာခုနှစ်ရပေါ်လို့တွေးထားခဲ့တာဒါပေမဲ့ကျွန်တော်မိဘတွေကကြံယိုရဲ့အမတ်ကိုမြင်လိုက်ရတော့ပိုပြီးတောင်စိတ်လှုပ်ရှားသွားကြတယ်ခုနှစ်ရ73မှတ်အဖေကဝမ်းသာအားရနဲ့အော်ပြောလိုက်တယ်ကျွန်တော်ကတော့အဲ့ဒီနေရာမှာတင်ကြောင်အန်းနဲ့ရက်ကြံခဲ့တာပေါ့ဘာကြီးလဲဗျာကြံယိုကဘာလို့ငါထက်အမတ်ထက်ပြီးပိုများနေရပြန်တာလဲကျွန်တော်တော့ယူကျင်သွားတာပဲကြံယိုကတော့တဟီဟီနဲ့ရဲနေရှာတယ်သူပြောတာမှန်နဲ့သူဖြေရင်ငါထက်အမြဲတမ်းအမတ်ပုံများမှာတေးချတယ်ဆိုတာပြီးတော့ကြံယိုလျှောက်ထားတာကလည်းကျင်းတူတက္ကသိုလ်ပဲလေအိမ်မှာထူးချွန်သူ2ယောက်တောင်ထွက်ပေါ်လာခဲ့တော့ကျွန်တော်ရဲ့အဖေနဲ့အမေရဲ့ကြံယိုရဲ့အဖေနဲ့အမေရဲ့ကဝမ်းသာလုံးလို့ကျွန်တော်တို့စီကိုဘန်ကတ်တက်ကတ်တန်းပြီးပစ်ပေးလာတယ်ဘန်ကတ်ထဲမှာ2သိန်းတောင်ရှိတယ်ဗျဒါကိုမင်းတို့ရဲ့နွေရာသီကျောင်းပိတ်ရက်အတွက်သုံးဆွဲစရိတ်အဖြစ်သတ်မှတ်လိုက်သွားလေခြင်းတဲ့နေရာတိုင်းကိုသွားလေကြပြီတော့တဲ့ဒါကအဖေကိုယ်တိုင်ပြောခဲ့တဲ့စကားပါဒါပေမဲ့ကျွန်တော်ကိုပြောတာတော့မဟုတ်ဘူးအဖေကဘန်ကတ်ကိုကြံယိုစီပေးလိုက်ပြီးယူရနဲ့ပြောလိုက်တယ်ရှောင်းကြံရဲ့ကတ်ကိုတမီးပဲတင်ထားလိုက်သူစကားနားမထောင်ရင်ဒီပိုက်ဆံကိုတမီးဘာသာတမီးရဲ့တုံးပစ်လိုက်ဘလို့ပဲဖြစ်ဖြစ်ငါတို့တွေကမိသားစုတစုတည်းပဲဟာတဲ့ကြံယိုကပြုံးပြီးကတ်ကိုလမ်းယူလိုက်ရင်ကျေးဇူးတင်ပါတယ်ဦးလေးလင်းလို့ပြောလိုက်တယ်ကျွန်တော်အဖေရဲ့အသက်အရွယ်ရနေတဲ့မျက်နှာကြီးကလည်းချက်ချင်းဆိုသလိုပန်းပွင့်လေးပွင့်လာမတက်ပြုံးပြီးသွားတော့တာပဲအဖေအပြင်ထွက်သွားတာနဲ့ကြံယိုကကျွန်တော်ကိုနေရန်မှာအတင်းထပ်ပိတ်လောင်လိုက်တယ်ကျွန်တော်စကားပြောဖို့ပါးစပ်ဟလိုက်တာနဲ့ကြံယိုရဲ့အနမ်းတွေကမိုးရွာချသလိုအတင်းဝင်ရောက်လာတော့တယ်ကျွန်တော်သူ့ကိုတွန်းဖယ်ခြင်းပေမဲ့စဉ်းစားကြည့်ပြီးတော့မတွန်းတော့ပါဘူးလေလို့ဆုံးဖြတ်လိုက်တယ်ကျွန်တော်ကဂတိဖြတ်တတ်တဲ့လူစားမျိုးမှမဟုတ်တာသူ့ရဲ့ရေးစားလုပ်ပေးမယ်လို့ပြောခဲ့ပြီးမှတော့ကျွန်တော်လုံးဝကိုစကားမရုပ်သိမ်းနိုင်ဘူးလေတက္ကသိုလ်ဝန်ထမ်းစာမေးပွဲပြီးတော့အတန်းထဲကကျောင်းသားတွေကအတန်းပိုင်ဆရာလောင်ကောင်းရဲ့ဥဆောင်မှုနဲ့အတူထမင်းစားပွဲတစ်ခုကျင်းပခဲ့ကြတယ်အတန်းခွဲခွာခြင်းအထိမ့်မှတ်ထမင်းစားပွဲပေါ့ဗျာအဲ့ဒီနေ့ကကြံယိုကအဖြူရောင်ကာဝင်လေးတစ်ထည်ကိုဝတ်ဆင်ထားခဲ့တယ်အဲ့ဒါကသူ့ရဲ့18နှစ်ပြည့်မွေးနေ့တုန်းကကျွန်တော်ဝယ်ပေးထားတဲ့လက်ဆောင်လေးကျွန်တော်ကအမြဲတမ်းဝတ်ခိုင်းပေမဲ့သူကလုံးဝကိုမဝတ်ခဲ့ဘူးဒါပေမဲ့ဒီနေ့တော့သူဝတ်လာခဲ့ပြီကျွန်တော်ပထမဆုံးမြင်လိုက်ရတဲ့အကြည့်မှာတင်သူကမျက်တောင်မခတ်ချင်စရာကောင်းလောက်အောင်ကိုလှပလုံးနေခဲ့တယ်ကြံယိုကကျွန်တော်ရဲ့လက်မောင်းကိုအตาအရာချိတ်တွေ့လိုက်တယ်ကျွန်တော်တို့လမ်းလျှောက်သွားနေတဲ့အချိန်မှာလမ်းသွားလမ်းလာတွေကကျွန်တော်တို့နှစ်ယောက်ကိုခဏခဏလှည့်ကြည့်သွားကြတယ်သူတို့ရဲ့မျက်လုံးတွေထဲမှာအားကျမှုတွေအပြည့်ပါပဲတချို့ဆိုဖုံးထုတ်ပြီးဓာတ်ပုံရိုက်တဲ့သူတွေတောင်ရှိသေးတယ်ဟိုတဲကိုရောက်တော့သူငယ်ချင်းတွေအားလုံးကလည်းကျွန်တော်တို့ကိုမြင်ပြီးအန်တာမင်တက်သွားကြတယ်သူတို့ကကြံယိုလာမှန်းသိကြပေမဲ့ကျောင်းမှာနေတိုင်းကျောင်းဝတ်စုံပဲဝတ်နေတော့တိတ်ပြီးမထူးခြားဘူးလို့ထင်ထားခဲ့ကြတာလေဒါပေမဲ့အခုလိုမျိုးမြင်လိုက်ရတော့သူတို့မျက်လုံးတွေတောင်ပြာသွားမတက်ဖြစ်သွားကြတာပေါ့ကြံယိုကကျွန်တော်ရဲ့လက်မောင်းကိုခက်တင်းတင်းလေးချိတ်ထားတာကိုမြင်တော့သူတို့အားလုံးကအတော်ကြီးတွေလိုသဘောတကျပြုံးစီစီနဲ့ကြည့်နေကြတယ်ပြီးတော့ပြောသေးတယ်လင်ဂျန်မင်းကကျောင်းမှာနေတိုင်းကြံယိုကိုမင်းကြီးမဆိုပြီးပြောနေခဲ့တာအခုတော့အမီးပေါ်သွားပြီမလားတဲ့အဲ့ဒါကိုကြားတော့ကြံယိုကအရန်သဘောကျသွားပြီးသူတို့ရှေ့မှာတင်ကျွန်တော်ဘားကိုရှုပ်ခနဲနမ်းလိုက်သေးတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတော့သူတို့တွေပိုပြီးတောင်မြူးကျသွားကြတယ်ကျွန်တော်ကတော့ဘာလို့ရမှန်းမသိပဲငိုင်းနေတာပေါ့ဗျာဒါပေမဲ့လည်းထားလိုက်ပါတော့လေကြံယိုဖြစ်ချင်တယ်လို့သာဖြစ်ပါစေတော့သူပြောနေရင်ရပါပြီထမင်းစားပွဲမှာတော့သူငယ်ချင်းတွေကတယောက်ပြီးတယောက်ကျွန်တော်တို့ကိုလာပြီးဂုံပြူအရက်လာတိုက်ကြတယ်ကြံယိုကအရက်မတောက်နိုင်တော့လာတိုက်သမျှအရက်တွေအကုန်လုံးကကျွန်တော်ဘိုက်ထဲကိုပဲရောက်သွားတော့တာပေါ့ကျွဲတကောင်ရေတောက်တလို့ကိုတောက်လိုက်ရတာဗျာထမင်းစားပွဲပြီးသွားတော့ကြံယိုကရိုင်းတိရိုင်နိုင်ဖြစ်နေတဲ့ကျွန်တော်ကိုတွဲပြီးစားတောက်ဆိုင်ထဲကနေထွက်လာခဲ့တယ်လမ်းမရောက်အောင်မှာကြံယိုကကျွန်တော်ကိုရင်နာတဲ့အကြည့်တွေနဲ့ကြည့်ပြီးအပြစ်တင်တယ်လို့လေတန်လေးနဲ့နင်ကဘာလို့ဒီလောက်တောင်အများကြီးတောက်ရတာလဲသူတို့တိုက်တိုင်းနင်ကမတောက်ပဲနေလိုက်လို့ရတာပဲကိုဘာလို့အများကြီးတောက်ရတာလဲယောဂတွေရလာရင်ဘလို့လုံးမလဲလို့ပြောရှာတယ်လမ်းမရောက်အောင်မှာကြံယိုကတကယ်ကိုလှပလုံးပါတယ်ဒါပေမဲ့သူကပြောရင်းဆိုရင်နဲ့ငိုချလာတယ်ခုနကထမင်းစားပွဲမှာသူကကျွန်တော်ကိုအများကြီးမတောက်ဖို့တားခဲ့ရင်မဲ့ကျွန်တော်ကနားမထောင်ခဲ့ဘူးလေမတက်နိုင်ဘူးလေအဲ့ဒီအချိန်ကတောက်ရတာမြူးသွားလို့ပါသူငိုနေတာကိုမြင်တော့ကျွန်တော်လည်းကမန်းကရန်သူ့ကိုရင်ခွင်ထဲဆွဲဖက်လိုက်ပြီးမငိုနဲ့တော့ငါနောက်ဆိုအများကြီးမတောက်တော့ဘူးဟုတ်ပြီလားလို့နှစ်သိမ့်လိုက်ရတယ်ကြံယိုကခေါင်းမော့လာပြီးမျက်ရည်ဝဲနေတဲ့မျက်လုံးလေးတွေနဲ့ကျွန်တော်ကိုကြည့်လာတယ်သူမငိုတော့ဘူးလို့ထင်လိုက်တာဒါပေမဲ့သူကချက်ချင်းပဲကျွန်တော်ကိုထပ်နှမ်းလိုက်ပြန်တယ်ကျွန်တော်မှာဘာခွန်အားမှမရှိတော့ဘူးလေသူလုံးသမျှကိုငြိမ်ခံနေလိုက်ရတယ်နောက်ဆုံးတော့သူကကျွန်တော်နှုတ်ခမ်းကိုကိုက်လိုက်ပြီး
နောက်ဆိုအရက်ဒီလောက်များကြီးမတောက်ရတော့ဘူးဆေးလိတ်လည်းမတောက်ရဘူးကိုကျမ်းမာရေးကိုထိခိုက်စေမဲ့အလုပ်တွေမလုပ်ရဘူးအဲ့လိုမှမဟုတ်ရင်လို့ပြောလိုက်တယ်အရက်ချိန်တက်လာတာနဲ့ကျွန်တော်လည်းသူ့ကိုလျှက်စစ်မိတိုင်မှာပြန်ပြီးအတင်းတုံးကပ်ပိတ်လောင်လိုက်တယ်သူ့ကိုကြည့်ရင်းနဲ့ကျွန်တော်လည်းတကယ်ကိုမထိန်နိုင်တော့ပဲနမ်းလိုက်မိတော့တယ်ဒီတခါတော့ကျွန်တော်ကစပြီးတက်ကြွစွာနမ်းခဲ့တာပါနောက်ဆုံးတော့ကြံယိုပဲကျွန်တော်ကိုအိမ်ရောက်အောင်တွဲခေါ်သွားခဲ့ရတာပေါ့အိမ်မှာတော့ဘယ်သူမှမရှိဘူးအဖေနဲ့အမေပြီးတော့ကြံယိုရဲ့အဖေနဲ့အမေတွေပါအပန်းဖြေကြီးထွက်သွားကြလို့ကျွန်တော်တို့နှစ်ယောက်တည်းအိမ်မှာကြံခဲ့တာလေကြံယိုကဝက်တေကောင်ကြီးလိုဖြစ်နေတဲ့ကျွန်တော်ကိုကုတင်ပေါ်ပစ်တင်လိုက်တယ်ပြီးတာနဲ့သူကကျွန်တော်အင်ဂျီတွေကိုချွတ်ပေးပြီးဆောင်းရဲကိုထည့်ပေးခဲ့တယ်သူကိုယ်တိုင်လည်းအင်ဂျီချွတ်ပြီးရေချိုးပြီးတဲ့နောက်ဘာဝက်စားမှမပါပဲကျွန်တော်ရင်ခွင်ထဲကိုဝင်လာခဲ့တယ်ဒီညမှာတော့ရင်ခွင်ထဲကနှွေးထွေးနူးညံ့လာတဲ့ကောင်မလေးကိုဖတ်ထားရင်ကျွန်တော်တကယ်ကိုနှစ်ချိုက်ချိုက်အိပ်ပျော်သွားခဲ့တယ်မနဲ့လင်းလို့ကျွန်တော်နိုးလာတဲ့အချိန်မှာကြံယိုကကျွန်တော်ရင်ခွင်ထဲမှာမောက်လျက်လေးရှိနေတယ်သူ့ရဲ့အိပ်ပျော်နေတဲ့မျက်နှာလေးကိုကြည့်ရင်တခုခုတော့မားနေတယ်လို့ပဲလို့ကျွန်တော်ခံစားနေရတယ်ကျွန်တော်ပြန်အိပ်ပျော်တော့မဲ့အချိန်လေးမှတင်ရုတ်တရက်သဘောပေါက်သွားတယ်ထောက်အထီးအတွေ့ကတမျိုးကြီးဖြစ်နေတာပဲအရင်တုန်းကကျွန်တော်တို့နှစ်ယောက်အတူတူအိပ်ရင်အနည်းဆုံးတော့ညအိပ်ဝတ်စုံလေးဝတ်ထားသေးတယ်ဒါပေမဲ့အခုကျွန်တော်ရင်ခွင်ထဲမှာဖတ်ထားရတာကကျွန်တော်တနွေးတစ်ချက်မျိုးချလိုက်ပြီးဆောင်းကိုဖြည်းဖြည်းချင်းလန့်ကြည့်လိုက်တယ်ကြည့်လိုက်တော့မှပဲကျွန်တော်ရင်တွေပူထူသွားတော့တယ်ကြံယိုဒီကောင်မဆုပ်လေးကဘာမှမဝတ်ထားပဲကျွန်တော်ရင်ခွင်ထဲဝင်လာတာကိုကန်ကောင်းလို့ကျွန်တော်ကအတွင်းခံပေါင်းဘီလေးတစ်ထည်တော့ဝတ်ထားသေးတယ်ဒါပေမဲ့ယောက်ျားလေးတွေရဲ့တဘာဝအရာဟိုနေရာကအေယာမတမဏိတိုင်ကြီးလိုမက်မက်ကြီးထောက်မှတ်နေခဲ့တယ်ကျွန်တော်စိတ်ထဲမှာတော့ပြောစရာစကားတွေစဉ်းစားထားပြီးပြီကျွန်တော်ကြံကောကိုရင်ဆိုင်ဖို့တောင်မရဲတော့ဘူးသူကျွန်တော်ကိုတက်ပြစ်မှာကိုကြောက်နေမိပြီလေကျွန်တော်ကျင်းတူတက္ကသိုလ်ကိုရွေးချယ်ခဲ့တာကကြံကောနဲ့သွားတွေ့ကျင်လို့ပါဒါပေမဲ့အခုတော့သွားမတွေ့ကျင်တော့ဘူးကျွန်တော်ကုတင်ပေါ်မှာကြောင်အန်းနဲ့လဲနေရင်ဒီလိုမျိုးအဖက်ခံရတာလဲကောင်းပါတယ်လေလို့တွေးနေမိတယ်ဘာပဲဖြစ်ဖြစ်ရင်ခွင်ထဲမှာကအလှလေးတယောက်ကိုနောက်ဆုံးတော့ကြံယိုကဖြည်းဖြည်းချင်းနိုးလာပြီးကျွန်တော်ပုံစံကိုမြင်တော့အတန်ထွက်တဲ့အထိရဲလိုက်မိတယ်ကျွန်တော်မျက်နှာလွှဲလိုက်ပေမဲ့သူကကျွန်တော်နှုတ်ခမ်းတွေကိုထပ်ပြီးပိတ်ဆို့နှမ်းရှိုက်လိုက်ပြန်တယ်။နေရာဒီကျောင်းပိတ်ရက်ကာလအတွင်းမှာကျွန်တော်နဲ့ကျန်ယိုကလဲပတ်စရာနေရာတော်များများကိုသွားခဲ့ကြတယ်။စားစရာဆော့စရာအကောင်းစားတွေအများကြီးဝယ်ခဲ့ကြတယ်။ကျွန်တော်တို့အတူတူတောင်တက်ကြတယ်အတူတူဈေးဝယ်ထွက်ကြတယ်အတူတူဟင်းချက်ကြတယ်အတူတူနေဝင်ဆေးစာကိုကြည့်ခဲ့ကြတယ်။အရင်တုန်းကကျွန်တော်တို့မောင်နှမတွေလိုနေခဲ့တဲ့အချိန်ဆိုရင်တော့ဒါတွေကဘာမှမထူးခြားဘူးပေါ့။ဒါပေမဲ့အခုကျွန်တော်တို့ကချစ်သူတွေဖြစ်နေပြီလေ။နေရာတစ်ခုကိုရောက်တိုင်းကျန်ယိုကကျွန်တော်ကိုနန်းတက်တယ်လို့ကျွန်တော်ကလည်းသူ့ကိုပြန်နှမ်းခဲ့တယ်။သူကဒါဟာဒီနေရာကိုကျွန်တော်တို့ရောက်ခဲ့တယ်ဆိုတဲ့အမှတ်အသားပဲလို့ပြောတယ်လေ။ကျွန်တော်လည်းလက်ခံတာပေါ့။ဒီနေရာဒီကျောင်းပိတ်ရက်မှာကျွန်တော်နဲ့ကျန်ယိုရဲ့တန်ရောစင်ကပိုပိုပြီးနှဆိုင်လာခဲ့တယ်လို့အတားအဆီးတွေလည်းပိုပိုပြီးနေပါလာခဲ့တယ်။ကျွန်တော်ကအစတုန်းကဂတိကိုတီးချင်လို့တာမဟုတ်တော့ဘူး။ကျွန်တော်ကျန်ယိုကိုတကယ်ပဲချစ်မိသွားပြီလားလို့တောင်တန်တရားဝင်လာတယ်။ကျန်ယိုရဲ့ကိုတင်းနဲ့လေးဖြစ်တဲ့ဇီဇွာပန်းရနဲ့လေးကိုကျွန်တော်ချစ်မိသွားပြီ။ကျန်ယိုရဲ့အနမ်းတွေကိုကျွန်တော်ချစ်မိသွားပြီ။ကျန်ယိုနဲ့ပတ်သက်တဲ့အရာအလုံးကိုကျွန်တော်ချစ်မြတ်နိုးမိသွားပါပြီ။ကျန်ယိုကလည်းကျွန်တော်ရဲ့အရာအလုံးကိုချစ်မြတ်နိုးလာခဲ့ပါတယ်။ကျွန်တော်တို့မနက်ခင်းနေထွက်လာတဲ့အချိန်မှာပြင်းပြင်းပြပြနမ်းရှိုက်ခဲ့ကြတယ်။ပြီးတော့ရှီဟူကန်ရဲ့မိုးဖွဲဖွဲလေးအောက်မှာဖတ်ထားခဲ့ကြတယ်။မြို့နှံ့ကိုလက်ချင်းချိတ်ပြီးလမ်းလျှောက်ရင်းလူတွေနဲ့အဖြစ်အပျက်မျိုးစုံကိုအတူတူဖြတ်တန်းခဲ့ကြတယ်။ကျန်ယိုနာမင်းကိုချစ်တယ်လို့ကျွန်တော်သူ့ကိုတေးသေးချာချာလေးပြောလိုက်တယ်။အဲ့ဒီအခါကျန်ယိုကကျွန်တော်ကိုမျက်စောင်းလေးတစ်ချက်ထိုးပြီးအယူလေးနင်အခုမှသဘောပေါက်တော့တာလားလို့ပြောလေရဲ့။ဒီနေရာဒီကျောင်းပိတ်ရက်မှာကျွန်တော်တို့နိုင်ငံရဲ့လာပါတဲ့တောင်တန်းတွေမြစ်တွေစီအနှံ့ပြားသွားလည်ခဲ့ကြတယ်။နောက်ဆုံးတော့ကျွန်တော်တို့လက်ချင်းချိတ်ပြီးအိမ်ကိုအတူတူပြန်လာခဲ့ကြတယ်။ကျောင်းဖွင့်တော့မယ်လေ။အဆက်ကတော့ကျွန်တော်ဆောင်မှာပဲနေမလို့စဉ်းစားထားတာပါ။ဒါပေမဲ့အဖေနဲ့မေကသဘောမတူဘူး။သူတို့ကကျောင်းနဲ့တိတ်မဝေးတဲ့နေရာမှာအိမ်တစ်လုံးငှားပေးခဲ့တယ်။ကျွန်တော်လည်းတယောက်တည်းနေရတာလည်းမစိုးပါဘူးလေလို့တွေးလိုက်မိတယ်။ဒါပေမဲ့ကျွန်တော်မှအခန်းဖော်ရှိနေလိမ့်မယ်လို့ထင်မထားခဲ့ဘူး။နေပေါင်းဘာလို့နေလဲအဆောင်မှာမနေတာလဲဆိုဖာပေါ်မှာထိုင်ပြီးဖုံးပွနေတဲ့ကြံယိုကိုကြည့်ရင်ကျွန်တော်လုံးဝကိုကြောင်အန်းသွားခဲ့တယ်။ပါလေလင်းချန်လင်းကငါ့ကိုယွန်းနေတာလားကြံယိုကမတ်တက်ရက်လိုက်ပြီးကျွန်တော်ကိုတကားမှာတွန်းကက်ကဝမ်းနေတယ်လို့လေတန်လေးနဲ့ပြောလာတယ်။ဒါပေမဲ့ငါတို့အခန်းထဲမှာကုတင်သေးသေးလေးတစ်လုံးပဲရှိတာလေလို့ပြောရင်ကျွန်တော်ကသူ့ကိုပြန်ပြီးတကားမှာတွန်းကက်လိုက်တယ်။ကြံယိုကနားမလဲတယ်လို့ခေါင်းလေးဆောင်းသွားပြီးကျွန်တော်ကိုအိတ်ခမ်းထဲဆွဲခေါ်သွားပြတယ်။ခရားကြီးလူ3ယောက်လောက်အိတ်လို့ရတဲ့ကုတင်ကြီးတစ်လုံးကတင်းငယ်တဲ့အိတ်ခမ်းလေးထဲမှာအတော်လေးကိုအချိုးမကျဖြစ်နေတယ်။ကောင်းပါပြီလေကျွန်တော်လည်းလက်ခံလိုက်ရတော့တာပေါ့။ဟိုတစ်ခေါက်ကကျွန်တော်တို့2ယောက်ဘာဝစ်စားမှမပါပဲအတူတူအိတ်ခဲ့ပြီးကလေးကနောက်ပိုင်းအတူတူအိတ်တဲ့ခါတိုင်းကျွန်တော်တို့ဘာမှမဝတ်ကြတော့ပါဘူး။တကယ်တော့အဝတ်မပါပဲအိတ်ရတာတကယ်ကိုစိန်ရှိတာကိုကျင်းတူကဒီအိမ်လေးကိုပြောင်းလာပြီးရန်နေငယ်ကြတော့ကျန်ယိုကအွန်လိုင်းကနေပစ္စည်းတွေစုပ်ဝယ်တော့တာပဲ။အိမ်မှာလိုအပ်တာတွေအကုန်ရှိနေပြီလို့ကျွန်တော်သူ့ကိုပြောလိုက်ပေမဲ့သူကမျက်လုံးလေးကလည်းနဲ့နင်းသဘောကျမဲ့ဟာတွေပါလို့ပြန်ပြောတယ်။အဲ့ဒါနဲ့ကျွန်တော်လည်းတော်တော်လေးစိတ်လှုပ်ရှားသွားတာပေါ့။ကျန်ယိုကပစ္စည်းတွေအများကြီးဝယ်လာတယ်။ငါမှသဘောကျစရာတွေဒီလောက်တောင်အများကြီးရှိလို့လားလို့ကျွန်တော်စဉ်းစားနေမိတာ။ဒါပေမဲ့ပုံကိုဖွင့်ကြည့်လိုက်တော့ထောက်တေးချင်းစော်ကိုနန်သွားတာပဲ။ပုံထဲမှာပါလာတာတွေကအနက်ရောင်ချေအိတ်ရှည်တွေအဖြူရောင်ချေအိတ်ရှည်တွေပြီးတော့ကျူးကျူးအတွင်းခံတွေချစ်နေတယ်။ကျွန်တော်မျက်နှာကြီးလည်းရဲခနဲဖြစ်သွားတာပေါ့။တကယ်လဲကျွန်တော်သဘောကျတဲ့ဟာတွေဖြစ်နေတာကိုညဘက်ရောက်တော့ကျွန်တော်ရေချိုးပြီးအပေါ်ပိုင်းပလာချင်းနဲ့ဆိုဖာပေါ်မှာဖုံးပွနေခဲ့တယ်။ကျန်ယိုလည်းရေချိုးပြီးညအိတ်ဝတ်စုံလေးဝတ်ကကျွန်တော်ရှေ့ကိုရောက်လာတယ်။သူကကျွန်တော်ပေါင်ပေါ်မှာဒူးလေးထောက်ပြီးထိုင်လိုက်တယ်။သူ့မျက်လုံးလေးတွေကရီဝေနေပြီးပါးပြင်လေးနှစ်ဖက်ကလည်းညီရဲနေတယ်။ကျွန်တော်ကသူ့ကိုဘာဖြစ်လို့လဲလို့မေးလိုက်တယ်။သူကကျွန်တော်နားနားလေးကပ်ပြီးလုံးမလားလို့တိုးတိုးလေးမေးလာတယ်။ဘာလို့မှလဲလို့ပြန်မေးတော့နင်ပဲပြောလေတဲ့။ပြောပြီးတာနဲ့သူကညအိတ်ဝတ်စုံကိုဆွဲဖွင့်လိုက်တယ်။အတွင်းမှာအရန်ကိုဆွဲဆောင်မှုရှိတဲ့ကျူးကျူးအတွင်းခံလေးကိုဝတ်ထားတာပြီးကျွန်တော်လည်းဘလို့မှမထိန်နိုင်တော့ပဲသူ့ကိုကောက်ချီပြီးကုတင်ပေါ်ပစ်တင်လိုက်တော့တယ်။သူကကျွန်တော်ကိုကြည့်ရင်အလိုလိုက်ခံထားရတဲ့ကြောင်လေးတစ်ကောင်လိုပြုံးနေတယ်။အဲ့ဒီညမှာတော့သူ့ရဲ့ညီးတန်လေးတွေဟာမနက်လင်းခါနီးချိန်ရောက်မှပဲတဖြည်းဖြည်းငြိမ်သက်သွားတော့တယ်။တက္ကသိုလ်ရောက်သွားပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ပို့ပြီးတော့တောင်ချစ်ကြည်နူးလာခဲ့ကြတယ်။ကျွန်တော်တို့ကမေဂျာအတူတူပဲလေ။အတန်းတက်တဲ့အချိန်တိုင်းသူကကျွန်တော်ဘေးမှာထိုင်တက်ပြီးအတန်းဆင်းတာနဲ့ကျွန်တော်ရင်ခွင်ထဲရောက်လာတော့တာပဲ
အတန်းထဲကတခြားသူတွေကတော့ကျွန်တော်တို့ကိုအားကျနေကြတာပေါ့ဒါပေမဲ့အဲ့ဒီတခါပြီးသွားကြတဲ့ကကြံရိုးကအစွဲလန်းကြီးသွားတယ်လို့ပဲညက်တိုင်းလိုကိုတောင်းဆိုတော့တာပါပဲအဲ့ဒါကြောင့်ကျွန်တော်လည်းနေ့တိုင်းလူကနှုံးခွေနေတော့တာပေါ့ကံကောင်းလို့ကျွန်တော်ခန္ဓာကိုယ်ကတောင်းတင်းတန်ဆွမ်းနေလို့တာပေါ့ကြံရိုးကတော့အရေးချင်းသိမ့်မရှိပေမဲ့အရန်ကစားခြင်းနဲ့ကလေးမလေးတယောက်လိုဖြစ်နေတယ်ကျွန်တော်တို့ရဲ့အကြောင်းတွေကအကြောင်းထဲမှာပါတရင်မွေးသွားခဲ့တယ်ကြံကောတာဒီအကြောင်းတွေတည်သွားရင်ကျွန်တော်ကိုထူထောင်မလားဆိုပြီးစိတ်ပူနေခဲ့သေးတာဒါပေမဲ့စီနီယာတွေပြောပုံအရကြံကောကအရန်ကိုအလုံးများနေပြီးဒီလိုကိစ္စတွေကိုတောင် view ဆိုင်ဖို့အချိန်မရှိဘူးဆိုတာသိလိုက်ရလို့ကျွန်တော်လည်းစိတ်အေးသွားရတယ်ဒါပေမဲ့ကျွန်တော်စိတ်မအေးနိုင်တာကအိမ်ကလူတွေအဖေနဲ့အမေကိုဘယ်လိုရှင်းပြရမလဲဆိုတာကိုပဲဒါပေမဲ့လည်းစဉ်းစားလို့မရတော့တဲ့အဆုံးမစဉ်းစားတော့ပါဘူးလေဘာပဲဖြစ်ဖြစ်ကျွန်တော်ကြံရိုးကိုချစ်တယ်ကြံရိုးလည်းကျွန်တော်ကိုချစ်တာပဲလေဒုတိယနှစ်ရောက်တဲ့အချိန်မှာတော့ကျွန်တော်နဲ့ကြံရိုးကမြို့နယ်ရုံးကိုသွားပြီးလက်ထပ်စာချုပ်သွားလုပ်ခဲ့ကြတယ်အနီရောင်စာအုပ်လေးနဲ့အုပ်ကိုကြည့်ရင်ကျွန်တော်နင်းနေတောင်ကြောင်နေမိသေးတယ်ကြံရိုးကတော့အဲ့ဒီစာအုပ်လေးနဲ့အုပ်ကိုသူ့အိတ်ထဲမှာတေးသေးချာချာလေးထည့်သိမ်းထားခဲ့တယ်ပြီးတာနဲ့သူကကျွန်တော်ရင်ခွင်ထဲကိုပြေးဝင်လာပြီးငိုရင်းနဲ့လင်းကြံနောက်ဆုံးတော့ငါနင်းရဲ့မိန်းမဖြစ်သွားပြီနော်လို့ပြောရှာတယ်ကျွန်တော်လည်းသူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးသူ့ရဲ့ဆံပင်လေးတွေကိုနှမ်းရှိုက်လိုက်တယ်ကျွန်တော်မျက်ဝန်းထဲကကျင်နာယူရမှုတွေကအကြီးပြောကြတော့မလို့ဖြစ်နေပြီးကျွန်တော်တို့မြို့နယ်ရုံးရှိမှာမတက်ရက်နေခဲ့ကြတယ်ရှေ့ကနေရောင်ကြီးကအရန်ကိုတောက်ပနေပြီးကျွန်တော်တို့ရဲ့အနာဂတ်ကလည်းအရန်ကိုတာယာလာပတ်နေခဲ့ပါတယ်ညဘက်ရောက်တော့ချစ်တင်းတော့ပြီးမှကြံရိုးကကျွန်တော်ရင်ခွင်ထဲမှာမိနွဲနေတယ်သူ့ရဲ့တွေ့လာတဲ့လက်ချောင်းလေးတွေကကျွန်တော်ရင်ဘက်ပေါ်မှာဆက်ဝိုင်းလေးတွေဆက်တိုက်ဝိုင်းနေခဲ့တယ်ကျွန်တော်သူ့ကိုအချစ်တွေအပြည့်နဲ့ကြည့်နေတော့သူကရုတ်တရက်လင်းကြံနင်းကတားလေးလိုချင်တာလားသမီးလေးလိုချင်တာလားလို့မေးလာတယ်ကျွန်တော်မျက်ခုံးတစ်ချက်ပစ်လိုက်ပြီးသူ့ကိုရင်ခွင်ထဲပို့တို့ဖက်လိုက်ရင်နှစ်ယောက်လုံးလိုချင်တာပဲတားလေးရရင်လို့ပြန်ဖြေလိုက်တယ်အဲ့ဒါဆိုသူကြီးလာတဲ့အခါသူ့မိကိုကာကွယ်ပေးနိုင်မှာပေါ့သမီးလေးရရင်တော့နင်းရဲ့ငယ်ဘွားပုံစံလေးကိုမြင်ချင်လို့ပါလို့ပြန်ဖြေလိုက်တယ်အဲ့ဒီစကားကိုကြားတော့ကြံရိုးကကျွန်တော်ကိုမျက်စောင်းတစ်ချက်ထိုးပြီးငါ့ကိုငယ်ငယ်လေးကလေးကကြီးတဲ့အထိမြင်လာတာကိုများနင်းကထက်ကြည့်ချင်သေးတာလားလို့ပြောလေရဲ့ဒါပေါ့မိမရဲ့မင်းကိုကိုကဘယ်တော့မှကြည့်လို့ဝမှာမဟုတ်ဘူးလို့ကျွန်တော်ရဲ့ပြီးပြောလိုက်တယ်သူကကျွန်တော်မေးစိလေးကိုနမ်းလိုက်ပြီးဘာမှဆက်မပြောတော့ပါဘူးကျွန်တော်လုံးဝထင်မထားမိတာကတော့လက်ထက်စာချုပ်တောင်လှုပ်ထားပြီးတဲ့လူတစ်ယောက်ကိုအချစ်ရေးလာဆိုခံရလိမ့်မယ်ဆိုတာပါပဲအဲ့ဒီကောင်မလေးကကျွန်တော်နဲ့အတန်းတူပဲရုပ်ရည်ကလည်းအရန်လာပြီးအချိုးစားကလည်းကျင်လာတယ်သူကခေါင်းလေးငုံပြီးကျွန်တော်ကိုအချစ်ရေးလာဆိုတယ်လင်းကြံနင့်ကိုငါရမ်းသဘောကျလို့ပါငါနဲ့တွဲလို့ရမလားတဲ့မရဘူးကျွန်တော်တောင်ပါစဟရသေးဘူးအနောက်ကနေမထီမဲ့မြင်လှုပ်တဲ့အတန်တန်ထွက်လာတယ်ကြံရိုးပါပဲသူကကျွန်တော်ဘေးမှာရဲရဲဝင်းဝင်းကြီးရက်လိုက်ပြီးကျွန်တော်လက်မောင်းကိုချိတ်ထားလိုက်တယ်ကြံတဲ့လက်တစ်ဖက်ကတော့အိတ်ထဲမှာတစ်ခုခုကိုနိုင်နေတယ်ကျွန်တော်လည်းနားမလဲစွာနဲ့ကြည့်နေလိုက်တယ်အဲ့ဒီနောက်တော့သူကအနီရောင်စာအုပ်လေးကိုထုတ်လိုက်ပြီးအဲ့ဒီကောင်မလေးကိုပြုံးပြရင်သူငယ်ချင်းဒါလေးကဘာလေးများလဲတိလားလို့မေးလိုက်တယ်ဒီမြင်ကွင်းကိုလည်းမြင်လိုက်ရရောအဲ့ဒီကောင်မလေးကများမျက်နှာလေးဖြူရော်သွားပြီးမျက်နှာကိုလက်နဲ့အုပ်ကပြေးထွက်သွားတော့တယ်ငါမိမပီတာပါပေတယ်လို့ပြောရင်ကျွန်တော်သူ့ကောင်းလေးကိုပုတ်တက်ကရေမောလိုက်တယ်ကြံရိုးကအနီရောင်စာအုပ်လေးကိုပြန်သိမ်းလိုက်ပြီးရုတ်တရက်ကျွန်တော်ကိုတစ်ပင်တစ်ပင်မှာတွန်းကပ်ပိတ်လောင်လိုက်တယ်သူကကျွန်တော်မျက်လုံးတွေကိုစိုက်ကြည့်ရင်တီတီငိမ့်ငိမ့်နဲ့လင်းကြံနောက်များနင်းကိုလာပြီးအချစ်ရေးဆိုတဲ့သူရှိရင်နင်းများလက်ခံရဲ့လက်ခံကြည့်လို့ပြောနေတော့သူ့စကားတော်မဆုံးသေးဘူးကျွန်တော်ကသူ့ကိုတစ်ပင်မှာပြန်ပြီးတွန်းကပ်လိုက်ကသူ့နှုတ်ခမ်းလေးတွေကိုတိုက်ရိုက်ပဲနမ်းရှိုက်ပိတ်ဆို့ပစ်လိုက်တယ်ဘေးနားမှာရှိနေတဲ့တခြားចောင်းသားတွေလည်းဒီမြင်ကွင်းကိုမြင်တော့အမြန်ပဲခေါင်းလှည့်ပြီးထွက်သွားကြတာပေါ့သူတို့ခါများခွေးစာအကျွေးခံလိုက်ရတာကိုကျွန်တော်တို့1မိနစ်တိကြအောင်နမ်းခဲ့ကြတယ်ပြီးတော့သူ့ဘားပြင်လေးကိုပုတ်တက်ရင်မိမ့်မရဲ့ကိုယောက်ျားကိုတောင်မယုံတော့ဘူးလားလို့ပြောလိုက်တယ်ငါယုံပါတယ်ကြံရိုးကခေါင်းလေးငုံထားပြီးသူ့လက်ချောင်းလေးတွေကကျွန်တော်အင်ဂျီကိုလိမ့်ချနေခဲ့တယ်လူဒီလောက်များတဲ့နေရာကြီးမှာကျွန်တော်သူ့ကိုချက်ချင်းကြီးနမ်းပစ်လိုက်လိမ့်မယ်လို့သူလည်းထင်မထားခဲ့ဘူးလေဟာဟာမင်းတို့ကတော့တိတ်ကောင်းနေကြတာပဲသူများတွေကစားလုံးနေချိန်မှာမင်းတို့ကရေးစားစကားပြောနေကြတာကိုအနောက်ကနေလက်ခုပ်တီးတန်တွေထွက်လာတယ်ကြံရိုးကခေါင်းမော့ကြည့်လိုက်တော့ရင်းနှီးနေတဲ့သူတယောက်ကိုမြင်လိုက်ရလို့ဘားပြင်လေးမြည်ရဲသွားပြီးခေါင်းပြန်ကုန်သွားတယ်ကျွန်တော်လက်ကြည့်လိုက်တော့အံ့နာသွားတယ်ရောက်လာတဲ့သူကကျွန်တော်နဲ့ကြံရိုးရဲ့အကိုကြံဟိုင်းအံဖြစ်နေတာကိုသူကဆံပင်ကိုအနီရောင်ဆိုးထားပြီးရုပ်ရည်ကလည်းချောမောတယ်ခန္ဓာကိုယ်ကလည်းထွားချိုင်းတောင်တင်းနေတယ်အခုတော့သူကကျွန်တော်ကိုကြည့်ရင်မျက်နှာပေါ်မှာအပြုံးတွေဝေးစားနေတယ်ကြံကောခင်များဘလို့လို့ရောက်လာတာလဲကျွန်တော်ကြံရိုးရဲ့ရှေ့ကနေကာရက်လိုက်ပြီးလက်ချောင်းတွေကိုအလိုလျောက်ပုတ်တက်ရင်သူ့ကိုမေးလိုက်တယ်မင်းကောင်လေးနောက်ဆုံးတော့အလင်းပွင့်သွားပြီပဲအချိန်တော့မနှောင်းသေးပါဘူးလေကြံဟိုင်းအန်ကကျွန်တော်ကိုစကားမပြန်ပဲရှေ့တိုးလာပြီးကျွန်တော်ပခုံးကိုဖက်ကရဲမောရင်းပြောတယ်ဘာတိတ်ပဲလဲလို့ကျွန်တော်နားမလဲစွာနဲ့မေးလိုက်တယ်မင်းကတုံးတာလားကြံဟိုင်းအန်ကကျွန်တော်ခေါင်းကိုတစ်ချက်ပုတ်လိုက်ပြီးဆက်ပြောတယ်ရှောင်ယိုကမင်းကိုသဘောကျတယ်လို့ငါတို့မိသားစုကလည်းမင်းကိုသဘောကျတယ်မင်းကငယ်ငယ်လေးကလေးကငါတို့ရှောင်ယိုရဲ့အိမ်ခုံမွေးထားတဲ့ယောက်ျားလေးပဲကိုအဟမ်းငါတို့အိမ်ကလူတိုင်းသိကြတယ်မင်းနဲ့ရှောင်ယိုပဲမသိတာဟာကျွန်တော်လုံးဝကြောင်အန်းသွားတယ်ကျွန်တော်ကရှောင်ယိုရဲ့အိမ်ခုံမွေးထားတဲ့ယောက်ျားလေးတဲ့လားဒါပေါ့ကြံဟိုင်းအန်ကသူ့ဆံပင်ကိုတက်တင်ရင်းဆက်ပြောတယ်ငယ်ငယ်လေးကလေးကမင်းတို့နှစ်ယောက်ကိုလူကြီးတွေကစစ်ဆက်ပေးထားတာကွာဒီတစ်တုံးကောင်းလေးရဲ့ကျွန်တော်ကြံယိုဘက်ကိုလှည့်ကြည့်လိုက်တော့သူလည်းအမကြောင်အန်းနေတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့သူ့မျက်လုံးလေးတွေထဲမှာတော့ကျဲပွင့်လေးတွေလိုတောက်ပနေခဲ့တယ်တကယ်တော့ကျွန်တော်ကအိမ်ကလူတွေရဲ့အတိမတ်ပြုခြင်းကိုအမြဲတမ်းခံခဲ့ရတာကိုခင်ဗျားတို့ကဘယ်ချိန်ကလေးကကျွန်တော်တို့ကိုစစ်ဆက်ပေးခဲ့ရလဲလို့ကျွန်တော်ခေါင်းလေးကုပ်ရင်မေးလိုက်တယ်ဟဲမူလာတန်းတုန်းကအချိန်ကိုမင်းမမိသေးလားမင်းတို့အတန်းထဲကဝါတို့တယောက်ကရှောင်ယိုရဲ့ဘားလေးကိုခဲတံနဲ့ထိုးမလို့လောက်တော့မင်းကကိုတောင် view မဆိုင်ပဲသွားကပေးလိုက်တာလေအဲ့ဒီမှာခဲတံကမင်းလက်ဖွားကိုစူးမိသွားတယ်လေမင်းမေ့သွားပြီလားလို့ကြံဟိုင်းအန်ကပြောတယ်ကျွန်တော်ခေါင်းထဲမှာအဲ့ဒီကိစ္စကိုချက်ချင်းပြန်တတိယသွားပြီးကြက်တီးတောင်ထပ်သွားမိတယ်အကယ်၍များအဲ့ဒီအချိန်တုန်းကကျွန်တော်ဒါနည်းနည်းလေးနောက်တွန့်သွားခဲ့မယ်ဆိုရင်ရှောင်ယိုရဲ့ချစ်စရာပါလေးတော့အယုတ်ဆိုးအကြီးတန်းသွားတော့မှာပဲအဲ့ဒီနေ့ကစားပြီးငါဖေနဲ့အမေပြီးတော့မင်းဖေနဲ့အမေကမင်းတို့နှစ်ယောက်ကိုစစ်ဆက်ပေးလိုက်ကြတာပဲဟဲဒါကြောင့်လဲငါကမင်းကိုညီအရင်တယောက်လိုအမြဲတမ်းသဘောထားခဲ့တာပေါ့ဒီလိုကိုကျွန်တော်လက်ပြီးကြံယိုကိုဖတ်လိုက်တော့ကြံယိုကလည်းကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ပြန်ဖတ်ထားခဲ့တယ်
သူကကျွန်တော်နားနားလေးကပ်ပြီးတိုးတိုးလေးပြောတယ်လင်းချန်တကယ်တော့နင်ငါရှိကနေကာကွယ်ပေးလိုက်တဲ့အဲ့ဒီအချိန်လေးကစားပြီးနင်ကလွဲလို့တခြားဘသူကိုမှမယူတော့ဘူးလို့ငါဆုံးဖြတ်ထားခဲ့တာတဲ့ခရားကြီးတကယ်တော့သူကအဲ့ဒီအချိန်လေးကတည်းကကျွန်တော်ကိုသဘောကျနေခဲ့တာကိုကျောင်းပိတ်တော့ကျွန်တော်တို့အိမ်ပြန်လာခဲ့ကြတယ်အိမ်မှာတော့ကျွန်တော်နဲ့ကြံရိုရဲ့အဖေနဲ့အမေတွေကထိုင်ပြီးကျွန်တော်တို့ကိုကြည့်နေကြတယ်နောက်ဆုံးတော့ကျွန်တော်တို့ခိုးကြောင်ခိုးဝက်လုံနေစရာမလိုတော့ဘူးပေါ့လေကြံရိုကကျွန်တော်ရဲ့လက်မောင်းကိုတာတာယာယာလေးဖတ်ထားပြီးသူငယ်မလေးရဲ့ခေါင်းလေးကကျွန်တော်ပခုံးပေါ်မှာမိလို့ပေါ့ဗျာမိသားစုတစုလုံးစုံစုံစည်းစည်းနဲ့တကယ့်ကိုကြည်နူးစရာကောင်းနေခဲ့တယ်ကျွန်တော်ရဲ့ပျော်ရွှင်ချမ်းမြေ့စရာဘဝကအခုမှစတင်တာပဲလို့ကျွန်တော်အခိုင်အမာယုံကြည်နေမိတော့တယ်ဖေးဖေးကျူးကျူးအတွင်းခံဆိုတာဘာလဲဟင်ကျွန်တော်ရဲ့9နှစ်ရွယ်သားလေးကကျွန်တော်ပေါင်ပေါ်မှာထိုင်နေရင်စားပွဲပေါ်ကနေ့စဉ်မှတ်တမ်းစာအုပ်ကိုကြည့်ပြီးရုတ်တရက်မေးလာတာပြီအဲ့ဒီစာအုပ်ကတော်တော်လေးကိုဟောင်းနှွမ်းနေပြီဖြစ်တဲ့ဒိုင်ယာရီစာအုပ်ဟောင်းလေးတစ်အုပ်ပေါ့အထဲမှာတော့ကျွန်တော်နဲ့ကြံရိုတို့ရဲ့အတိတ်ကအချစ်ဇလန်အကြောင်းအရာတွေကိုမှတ်တမ်းတင်ထားတာဖြစ်ပါတယ်နှစ်ပေါင်းများစွာကုန်လွန်သွားခဲ့ပြီးတဲ့နောက်ကျွန်တော်တို့ဇနီးမောင်နှံဟာတယောက်ကိုတယောက်ပို့ပြီးတော့တောင်တန်ရောစင်ကြီးကချစ်ခင်မြတ်နိုးလာခဲ့ကြတယ်ဒီကောင်စုပ်လေးမင်းကြီးလာရင်အလိုလိုတီးသွားလိမ့်မယ်လို့ပြောရင်ကျွန်တော်လည်းတားဖြစ်သူရဲ့ခေါင်းကိုတာတာလေးလန့်ခောက်လိုက်ရတာပေါ့ဒီကောင်လေးကတော့တကယ့်ကိုလူလေလေးပြနေတိုင်းဒါတွေလိုက်မင်းနေတော့တာပဲအဲ့ဒီအချိန်မှာပဲအောက်ထပ်ကနေတကားဖွင့်လိုက်တဲ့အတန်ထွက်ပေါ်လာခဲ့တယ်ဒါလေးကလည်းကျွန်တော်ပေါင်ပေါ်ကနေချက်ချင်းခုန်ဆင်းသွားပြီးတကားဝက်စီကိုပြေးသွားရင်းနဲ့လမ်းပြီးအော်ပြောတော့တာပေါ့မေးပြန်လာပြီးညီမလေးလဲပါတယ်ကျွန်တော်လည်းအလောတကြီးမလုပ်ပဲပုံမှန်ခြေလမ်းလေးတွေနဲ့ပဲအနောက်ကနေလိုက်သွားလိုက်မိတယ်အဲ့ဒီအချိန်မှာနေအောင်ကြီးနွေးနွေးလေးကအခန်းထဲကိုတတရာရာဖြာချနေခဲ့တယ်ကြံယိုကတော့အဖြူရောင်ကောင်းဝင်ရှည်လေးကိုဆင်မြန်းထားပြီးသူ့ရဲ့လက်ထဲမှာတော့ဖြူဖွေးဖွေးနဲ့အရန်ကိုချစ်စရာကောင်းလုံးနဲ့သမီးလေးတယောက်ကိုလက်ချင်းချိတ်ပြီးခေါ်လာခဲ့တယ်အဲ့ဒီသမီးလေးကတော့ကြံယိုရဲ့ငယ်စဉ်တုန်းကပုံစံလေးတိုင်းတစ်ပုံစံနဲ့တူလုံးလာပါတယ်ဗျာကျွန်တော်ကိုလည်းမြင်လိုက်ရောကြံယိုကရှောက်လာပြီးကျွန်တော်ကိုရင်ခွင်ထဲတုတ်ဖက်ကပျော်ပျော်ရှင်ရှင်နဲ့လမ်းခေါ်လိုက်တယ်ယောက်ျားကြီး